လာနေလေခင်ပါလို့အသက်ရှင်တဲ့ဘုရားသခင်မျက်မှောက်တော်ထဲမှာအသက်ရှင်တဲ့ဘုရားသခင်ထံတော်ပါမှာပထနာပြုနေတဲ့သူတွေအသက်ရှင်တဲ့ဘုရားမျက်မှောက်တော်ထဲမှာအတူကမိတ္တာဖွဲ့တဲ့သူတွေနဲ့အတူအသက်ရှင်တဲ့နှုတ်ကပတ်တော်တမန်တရားအဖြစ်ဒီချိန်မှာလည်းအစေခံခွင့်ပေးတဲ့ဘုရားသခင်နဲ့အတူသက်ဆိုင်တဲ့အသင်းတော်နဲ့တာဝန်ရှိတဲ့အမှုတော်ဆောင်ရောက်စီအောင်လည်းကျေးဇူးတင်တယ်လို့ရှင်းစွာပြောချင်ပါတယ်ကျမတို့ဘုရားသခင်ပေးထားတဲ့အချိန်တွေနေ့ရက်တွေကျမတို့မှာအများကြီးရှိတယ်ဘုရားသခင်နဲ့ကျမတို့ယူတဲ့အချိန်ကတော့နည်းနည်းလေးပဲဖြစ်ပါတယ်သို့တော်လည်းအဲ့ဒီအနှဲငယ်သောအချိန်ကိုကျမတို့ကထိရောက်စွာအသုံးပြုတတ်မယ်ဆိုရင်ယခုဘဝနောက်ဘဝအတွက်အကျိုးများစွာပေးတယ်ဆိုတာကိုလည်းနားလည်ရတယ်ဒီနေ့မှာလည်းနှုတ်ကပတ်တော်တမန်တရားဖြင့်ကျမပါဝင်ဖို့မနော်ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကတော့ကပ္ပဦးကျမ်းထဲကကြောင်းရလေးဖြစ်တဲ့ကပ္ပဦးကျမ်းခန်းကြီး40ထဲမှာပါတယ်ကပ္ပဦးကျမ်းခန်းကြီး40အပိုင်းငယ်1မှာထို့နောက်မှာအေဂုတ်တုရှင်ဘုရင်ထံဖလားတော်ဝင်တဲ့စားတော်ဝင်တို့သည်မိမိတို့အရှင်အေဂုတ်တုရှင်ဘုရင်ကိုပြစ်မှားကြ၏အပိုင်းငယ်1မှာတော့ပုဂ္ဂိုလ်2ဦးရဲ့အမှားကိုဖော်ပြထားတာဖြစ်ပါတယ်အပိုင်းငယ်2မှာဖာရောဘုရင်သည်တဲ့ထိုအမတ်2ယောက်တည်းဟူသောဖလားတော်ဝင်တဲ့စားတော်ဝင်တို့ကိုအမျက်ထွက်၍အပိုင်းငယ်2မှာတော့အဲ့ဒီအမှားကိုကျူးလွန်တဲ့ပုဂ္ဂိုလ်2ယောက်ကိုနော်ရှင်ဘုရင်ကအမျက်ထွက်တယ်ဆိုတော့ရှင်ဘုရားသူတို့ကိုဒဏ်ခတ်မဲ့အခြေအနေဖြစ်ပါတယ်အပိုင်းငယ်3မှာတော့ယောသအချုပ်ခံရာတောင်တည်းဟူသောကိုရန်တော်မူ၏အိမ်၌ချုပ်ထားတော်မူ၏အဲ့တော့သူတို့အမှားလုပ်တဲ့အကြောင်းပြောတယ်ပြီးတော့သူတို့အမှားကြောင့်ရှင်ဘုရင်အမျက်ထွက်တယ်ပြီးတဲ့အခါမှာအပိုင်းငယ်3မှာအဲ့ဒီအမှားကျူးလွန်တဲ့သူတွေကိုဒဏ်ခတ်တယ်ဆိုတာကအပိုင်းငယ်3မှာဖြစ်ပါတယ်အဲ့တော့အပိုင်းငယ်4မှာကျွန်တော်ကြည့်တဲ့အခါမှာကိုရန်တော်မူသည်တဲ့သူတို့ကိုယောသတ်၌အဲ့၍ယောသတ်သည်ပြုစုရ၏သူတို့သည်လည်းအင်တာကာလအချုပ်ခံရနေရတယ်ဆိုတော့သူတို့ဒဏ်ခတ်ခံရတဲ့အချိန်မှာသူတို့ကိုဥဆောင်ပြီးတော့ဒီဒဏ်ခတ်ခံရတဲ့ကာလမှာသူတို့ထိန်းရတဲ့လူကယောသတ်ဖြစ်တယ်ဆိုပြီးတော့အပိုင်းငယ်4မှာပြောထားပါတယ်အဲ့ဒီအမှားကျူးလွန်တဲ့ပုဂ္ဂိုလ်2ယောက်သူတို့ရဲ့အမှားကြောင့်သူတို့ဒဏ်ခတ်ခံရတယ်သူတို့ဒဏ်ခတ်ခံရစဉ်ကာလမှာလည်းသူတို့ကိုဥဆောင်ပေးတဲ့လူရှိတယ်အဲ့ဒါကတော့ယောသတ်ဖြစ်တယ်သူတို့ကဒီအမှုရာအတွက်သူတို့ခံရတဲ့ကာလကြာတယ်တဲ့အင်တာကာလအချုပ်ခံရနေရတယ်နော်သူတို့ရဲ့အမားကြောင့်သူတို့ဒဏ်ခံရတာကြာပါတယ်တဲ့နော်ဒါပေမဲ့အပိုက်ငယ်9ရောက်လာတဲ့အခါမှာထိုတို့ထောင်ထဲမှာအချုပ်ခံရနေရတော့အေဂုတ်တုရှင်ဘီဖလားတော်ဝင်တဲ့စားတော်ဝင်2ယောက်တို့သည်အသီးသီးမိမိတို့ကိုယ်စီဆိုင်သောအနက်နဲ့ပြည့်စုံသောအိမ်မက်ကိုတညချင်းနဲ့တယောက်တနည်းစီမြင်မဲ့ကြတယ်အဲ့ဒီအမားကျူးလွန်တဲ့သူပုဂ္ဂိုလ်2ယောက်ကတဲ့အဲ့ဒီအချိန်တန်တဲ့အခါမှာတညထဲမှာသူတို့နဲ့ဆိုင်တဲ့သူတို့ကိုယ်စီဆိုင်တဲ့အိမ်မက်ကိုတဲ့မဲ့ကြပါတယ်အဲ့ဒါလေးကိုအစပြောထားတာတွေ့ရပါတယ်နော်ဒီကပ္ပဦးကျမ်းခိုင်း40အပိုင်းငယ်1ကနေပြီးတော့ကျမတို့ဒီအပိုင်းငယ်9ထိဖတ်တဲ့အခါမှာပုဂ္ဂိုလ်2ဦးရဲ့အခြေအနေကိုတွေ့ရပြီးတော့ဆက်ပြီးတော့ကျမတို့ဖတ်တဲ့အခါမှာဒီ2ဦးရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဘုရားခင်ကျမတို့စကားပြောထားတာတွေလည်းအများကြီးရှိတယ်ဆိုတာကိုလည်းနားလည်ရပါတယ်ဒီကျမ်းစာတွေနဲ့ပတ်သက်ပြီးတော့ကျမနော်ကျမ်းညွှန်းလေးတွေထပ်ပြီးတော့ပေးခြင်းတဲ့အရာကတော့စာလံ39ခုမြောက်သောစာလံအပိုင်းငယ်23မှာ39ခုမြောက်သောစာလံအပိုင်းငယ်23မှာကောင်းသောသူ၏ခြေရာတို့ကိုထာဝရဘုရားသည်ပဲ့ပြင်၍သူသွားရာလမ်းကိုနှစ်သက်တော်မူ၏အပိုင်းငယ်24မှာထိုသူသည်လဲတော်လဲဆုံးရာသို့မရောက်ရအကြောင်းမူကားထာဝရဘုရားသည်သူ၏လက်ကိုကင်မတော်မူ၏အဲ့ဒါရဲ့နောက်တစ်ချက်ကဒီသုတ်တန်ခိုင်း24သုတ်တန်ခိုင်း24အပိုင်းငယ်16မှာသုတ်တန်24:16ဖြောင်းမတ်တော်သူသည်9ကြိမ်လဲတော်လဲပြန်ထားလိမ့်မည်မတရားသောသူမူကားလဲသောအခါဆုံးရှုံးလိမ့်မည်ဆိုတဲ့ဒီကျမ်းနှစ်ခုသွားပြီးတော့ဆင်ခြင်မိပါတယ်နော်ဒီက
ဘာဦးချခိုင်း40မှာပါတဲ့ဖလားတော်ဝင်နဲ့စားတော်ဝင်ရဲ့အကြောင်းကိုနှလုံးသွင်းရင်းနဲ့အခုနောက်တော့38ခုမြောက်သောဆာလမှာပြောတဲ့အကြောင်းအရာရဲ့သုတ်တန်24မှာပြောတဲ့အကြောင်းအရာတွေကျွန်မဆင်ခြင်တဲ့အခါမှာလဲတော်လဲဆုံးရတော့မရောက်ရတဲ့လူရှိတယ်လို့လဲတော်လဲဆုံးရှုံးသွားတဲ့လူရှိတယ်နော်လဲတာချင်းတော့တူတယ်ဒါပေမဲ့ထွက်မြောက်လမ်းမတူဘူးဆိုတာကိုဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်နှလုံးသွင်းမိပါတယ်ဒီသုတ်တန်အခါကြီး24မှာကျတော့ဗာပြောလဲဆိုတော့ဖြောင့်မတ်တော်သူဟာတဲ့9ကြိမ်လဲတော်လဲပြန်ထမယ်မတရားသောသူမူကလဲတော်ကဆုံးရှုံးလိုက်ဖြောင့်မတ်တော်သူလဲလဲတာပဲတဲ့မတရားသောသူလဲလဲတာပဲတဲ့ဘုရားသခင်ဘာကိုတွင်တင်ခြင်းလဲဆိုတော့ဖြောင့်မတ်တဲ့သူလဲအမှားမကင်းပါဘူးတဲ့မတရားသောသူလဲအမှားမကင်းပါဘူးတဲ့နော်အဲ့တော့မှားတတ်ကြပါလေတဲ့ဒါပေမဲ့ဖြောင့်မတ်တဲ့သူအမှားပြုလုပ်မိတဲ့အခါနဲ့မတရားသောသူအမှားပြုလုပ်တဲ့အဆုံးသက်ကတော့မတူဘူးဆိုတာပြောထားပါတယ်နော်ဒီနေ့လူကောင်းလဲလဲမှာပဲအမှုတော်ဆောင်လဲလဲတတ်မှာပဲတာမန်ယုံကြည်သူလဲလဲမှာပဲနော်လဲတာပါပဲတဲ့ဒါပေမဲ့ကျမ်းစာဘလို့အဖြေပေးလဲဆိုတော့ဖြောင့်မတ်တော်သူလဲမလဲဘူးဆိုတာမရှိဘူးနော်တဲ့ကောင်းတဲ့လူလဲမလဲဆိုတာမရှိဘူးတဲ့ကောင်းစွာနေရင်းနဲ့လဲတတ်တဲ့လူရှိရမယ်မှားတတ်တဲ့လူရှိရမယ်ဒါပေမဲ့အဆုံးသက်ကတော့မတူဘူးဖြောင့်မတ်တဲ့သူကလဲတဲ့ခါမှာတော့တဲ့ပြန်ထတယ်တဲ့သူကဘယ်နဲ့ချိန်လဲသူကပြန်ထပြောချင်တာသူဘယ်နှခါအမားဖြစ်သူကအဲ့အမားအတွက်နောင်တပြန်ရတယ်အဲ့ဒါကိုသူကပြောချင်တာဖြစ်တယ်မတရားသောသူကကြတော့တဲ့အမားပြုတ်တဲ့ခါမှာတဲ့သူ့ရဲ့အခွင့်အရေးမရှိတော့သူကဆုံးရှုံးသွားတယ်နော်ဆုံးရှုံးသွားတယ်ကျမ်းစာကဒီလိုပဲပြောပါတယ်တော့လောကမှာမမားဘူးတဲ့လူမရှိဘူးလောကမှာဒီနေ့ပြည့်စုံတဲ့လူတယောက်မှမရှိပေမဲ့လည်းအဆုံးသက်လေးကတော့ကွာတယ်ဆိုတာတွေ့ရပါတယ်ကျမ်းစာဖြောင့်မတ်တော်သူလည်းလဲမှာပဲတဲ့မတရားသောသူလည်းလဲမှာပဲတဲ့ဒါပေမဲ့ဖြောင့်မတ်တဲ့သူရဲ့လဲခြင်းရဲ့အဆုံးသက်နဲ့မတရားသောသူရဲ့လဲခြင်းအဆုံးသက်ကတော့မတူဘူးဆိုတာပြောပြထားပါတယ်ဒါအခုနောက်ဆုံးသောကာလရောက်လေကျမတို့ရဲ့ယုံကြည်ခြင်းဘုရားကစစ်ဆေးနေတယ်ယုံကြည်သူရဲ့ယုံကြည်ခြင်းဘုရားကစကားတင်စစ်ဆေးနေတာဖြစ်ပါတယ်ကျမ်းမာရေးတွေနဲ့စစ်ဆေးတဲ့အခါမှာလည်းပေါ်ကြတယ်နော်စီးပွားရေးနဲ့စစ်ဆေးတဲ့အခါမှာလည်းပေါ်တယ်ပညာရေးနဲ့စစ်တဲ့အခါမှာလည်းပေါ်ပါတယ်နော်ဘုရားသခင်ကကျမတို့ရဲ့ယုံကြည်ခြင်းတွေကိုအခုနောက်ဆုံးသောကာလမှာစစ်ဆေးနေပါတယ်နော်အဲ့လိုစစ်ဆေးတဲ့အခါမှာဒီနေ့တခါတရကျရင်ဖြောင့်မတ်တော်သူပဲလေအဲ့စစ်ဆေးခြင်းမှာလဲသွားတဲ့အခါရှိပါတယ်ဘုရားစစ်ဆေးတဲ့အခါမှာလဲတယ်နော်ဒါပေမဲ့အဲ့ဒီဘုရားစစ်ဆေးတဲ့အခါမှာလဲတော်ယုံကြည်သူတယောက်ဒီပြန်ထတဲ့အခါမှာတော့ဒီနေ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုသူမြင်ပြီးတော့နောက်တစ်ဖန်လဲဖို့တော့သူ့အတွက်ကတော့ခက်သွားပါအဲ့တော့ဘုရားသခင်ကဒီနောက်ဆုံးသောကာလမှာယုံကြည်သူတွေကိုရေခုံရေခမ်းစစ်စင်နေတဲ့အချိန်ဖြစ်တဲ့အခါမှာကျွန်တော်တို့မြင်တွေ့ရပါလိမ့်မယ်အသင်းတော်တွေမှာယုံကြည်သူအိမ်တော်တွေမှာကျွန်တော်တွေ့နေရပါနော်အဲ့တော့ကိုလည်းတမန်တရားနဲ့ကျွန်တော်တို့ခိုင်ခန့်အောင်နေရပါတယ်နော်ကျွန်တော်တို့လည်းဘုရားသခင်ကစစ်ဆေးပါတယ်နော်စစ်ဆေးတယ်ကျွန်တော်တို့လည်းဒီနေ့စကားအဖြစ်အမားမကင်းတဲ့လူရှိတယ်စိတ်နှလုံးတွေကျွန်တော်တို့အမားမကင်းတာရှိတယ်တခါကျကျွန်တော်တို့အတွင်းလေးတွေအမားမကင်းတာရှိတယ်ဒါမဲ့အဲ့ဒီအမားထဲမှာပဲပျော်မွေ့ဖို့မဟုတ်ဘူးအဲ့ဒီအမားထဲကနေပြန်ထဖို့တော့ဘုရားခင်ကအလိုရှိတယ်အဲ့တော့ဒီကျွန်တော်တို့တောက်တန်ကျမ်းတဲ့ဆာလံကျမ်းထဲမှာကျွန်တော်ကြည့်တဲ့အခါမှာခုနကျွန်တော်ဖတ်တဲ့ဆာလံ30ခေါ်မှာနော်ကောင်းသောသူရဲ့ချီအောင်ထာဝရဘုရားပဲ့ပြင်တယ်တဲ့သူသွားရလောက်နှစ်သက်တယ်တဲ့အပိုင်ငယ်23မှာကောင်းတဲ့သူရဲ့ခြေရာကိုဖျားကတဲ့ပဲ့ပြင်တယ်သူပဲ့ပြင်တယ်ပြောနော်သူထိမ့်သိမ့်တယ်သူဥဆောင်တယ်ပေါ့ပဲ့ပြင်တယ်ဆိုတာသူဥဆောင်တာပေါ့ဒီကောင်းသောသူရဲ့အသက်တာကိုသူအားတဲ့ control လုပ်နေတယ်ထိမ့်ပေးနေတယ်အဲ့တော့ကြောင်းနဲ့သူသွားတဲ့လမ်းကိုနှစ်သက်တယ်တဲ့အပိုင်ငယ်23မှာ24မှာရောက်လာတဲ့ခါကျတော့ထို့သူလဲတော်လေနော်ဖျားထိမ့်တဲ့အောက်မှာနေတဲ့သူတော်လဲတယ်နော်ထိုသူဒီလဲတော်လေတဲ့အဲ့တော့တခါလေကျကျွန်တော်တို့ကလေနှုတ်ကပတ်တော်မှာအဖြေပေးထားတယ်အဲ့ဒီအဖြေကိုမသိရင်ဖျားလူတယောက်ကတခါတရာကြရင်နည်းနည်းပါးပါးလဲတယ်ဆိုရင်အဖြစ်ပြောချင်ကြတယ်ယုံကြည်သူတယောက်ကနည်းနည်းပါးပါးအမားလေးဖြစ်တယ်ဆိုရင်ကျမတို့ကသူ့လဲပြီးတော့သူ့ရဲ့အဆုံးကိုမကြည့်ဘူးလဲတာလည်းကျမတို့တန်းပြီးတော့ကျမတို့ပြောကြပါတယ်ဒါပေမဲ့ကျမ်းစာမှာကြည်လား
ကောင်းသောသူရဲ့ခြေအောင်ထာဝရဘုရားပဲ့ပြင်ဖျားပဲ့ပြင်တယ်နော်ဒီနေ့အသက်ရှင်တဲ့ဖျားကိုရတဲ့ယုံကြည်သူတယောက်ရဲ့အသက်တော်ဖျားအမြဲတမ်းပဲ့ပြင်ပါအဲ့လိုပဲ့ပြင်တဲ့အခါမှာ तू သွားတဲ့လောက်လည်းဖျားနှစ်သက်တယ်လို့လည်းပြောတယ်ဖျားပဲ့ပြင်တယ် तू ရဲ့အသက်ရှင်ကြိုးလည်းဖျားနှစ်သက်တယ်တဲ့ဒါပေမဲ့အပိုင်းငယ်24မှာထို့သူဒီလဲတော်လေဒီနေ့ဖျားနဲ့အသက်ရှင်ပါရဲ့နဲ့ဖျားရဲ့အထိတ်အောက်မှာနေပါရဲ့နဲ့လဲတတ်ပါတယ်လဲတတ်ပါတယ်ဒါတော့ကျမ်းစာဘာပြောလဲထိုသူသည်လဲတော်လဲဆုံးရသူမရောက်ဒါဆိုရင် तू လဲတတ်တယ် तू မှားတတ်ပါတယ်သို့တော်လဲသူ့ရဲ့မာရင်းခြင်းဟာ तू ဆုံးရှုံးဖို့မဟုတ်ဘူးတဲ့နော်ထိုသူသည်လဲတော်လဲဆုံးရသူမရောက်ရအကြောင်းကထာဝရဘုရားသည်သူလက်ကိုကင်တယ်အဲ့တော့အဲ့လိုမျိုး तू လဲတဲ့အခါမှာ तू ဆုံးရှုံးခြင်းတို့မရောက်ဘာကြောင့်လဲဆိုဘုရား तू ပြန်ထိန်းပေးလိုက်တာဖခင်ကတမန်ကျမ်းနဲ့သူ့ထိမ့်ပေးတဲ့အခါမှာ तू ကဘာဖြစ်လဲအဲ့ဒီလဲပြိုခြင်းတွေကနေသင်ခန်းစာယူပြီးတော့အသက်တာကိုအသက်တစ်ဖန်အသက်ပြန်ရှင်တာဖြစ်တယ်နော်အဲ့တော့ဒီနေ့ကျွန်တော်ယုံကြည်သူလူငယ်အမျိုးသမီးလေးတယောက်ကတိုင်ပင်မှုတစ်ခုပြုတဲ့အခါမှာ तू ကဘာပြုလဲဆိုတော့ तू နဲ့အခုထိတ်တိုက်ရင်ဆိုင်ရတဲ့လူကအမှုတော်ဆောင်တယောက်ဖြစ်တယ်အမှုတော်ဆောင်တယောက်ဖြစ်တဲ့အခါကျတော့ तू ကကျွန်တော်လာတိုင်ပင်တဲ့အခါမှာဒါဆိုရင်ဆူတောင်းပြီးတော့ဒီအမှုရာလေးကိုရှင်းကြပါကျမနှစ်ယောက်လုံးဘာပြောလဲဆိုတော့အမှုတော်ဆောင်သည်လည်းဤမှုရာထဲမှာဖျားတင်စရာရှိပါလိမ့်မယ်ယုံကြည်သူလည်းဤမှုရာထဲမှာဖျားတင်စရာရှိပါလိမ့်မယ်ဒီချိန်မှာတော့ကျမတို့ကဒီသူတို့ထိတ်တိုက်ဒီအမှုရာကိုသူတို့ရင်ဆိုင်တဲ့အခါမှာတယောက်နဲ့တယောက်ကတော့သူမှန်တယ်ငါမှားတယ်လုပ်နေကြမှာဖြစ်ပါတယ်ဒါပေမဲ့ကျမသူတို့ဘာပြောလဲဆိုတော့အမှုတော်ဆောင်လဲဒီအမှုရာထဲမှာပါလာတယ်ဆိုသူ့ဖျားတင်စရာရှိလို့ဖြစ်ပါလိမ့်မယ်ဖျားတင်ယူစေလို့ရသူမြင်တတ်ရင်တော့ဒီအမှုရာထဲမှာသူကြုံရတာသူ့အတွက်တန်ပါလိမ့်မယ်အဲ့တော့အဲ့လူငယ်မျိုးသမီးလည်းပြောသမီးလည်းဒီအမှုရာထဲမှာဖျားကသမီးကိုဖြတ်ခွင့်ပေးလိုက်ပြီဆိုတော့အဲ့တော့ခံရကြိုးနတ်အောင်ဖြတ်ပါကျွန်တော်သူပြောပါတယ်တခါလေကျကျမတို့ကဖျားခင်ပေးတွေ့တဲ့အခက်ခဲတွေကိုခါရဂျိုးနှက်အောင်ကျမမဖြတ်တန်းတဲ့အခါမှာအချင်းကြီးဖြစ်သွားတာရှိတယ်။ယောသတ်ကိုကြည့်လိုက်ဖျားကအဲဂုတ်တုပူကိုသူ့ကိုပို့လိုက်တာနော်ဒုက္ခများစွာသူ73နှစ်လုံးခံရပါတယ်။အဲ့တော့ယောသတ်ကခါရဂျိုးနှက်အောင်သူနေတဲ့အတွက်ဖျားသခင်ကလည်းသူနေရဂျိုးနှက်အောင်ပြန်ချင်းနောက်တာကျမတို့တွေ့ရတယ်။အဲ့တော့ကျမတို့ကဖျားသခင်အခက်ခဲလူကဘယ်ချိန်မှလဲဆိုတော့အခက်ခဲတွေဖျားခင်ကပေးတွေ့တဲ့ခါမှာလဲပြီချီးမွမ်းစကားတွေမကြားတဲ့အခါမှာအမှုတော်ဆောင်တွေလဲခြင်းပြီဝေဖန်တန်ကြားတဲ့အခါမှာအမှုတော်ဆောင်တွေစိတ်တက်ကြလာပြီစသဖြင့်ရှိပါတယ်ယုံကြည်သူတွေကလည်းကိုလှုပ်တဲ့အရာသူများမထောက်ခံလာတဲ့ခါကျရင်စိတ်တက်တွေကြလာပြီပြီးတဲ့အခါမှာအိုးငါကောင်းစွာလှုပ်ရက်သားနဲ့ငါ့ကိုဒီလိုဝေဖန်တယ်ဆိုဖြစ်တယ်လို့ပဲနေလိုက်တော့မယ်ကွာအေးအဲ့လိုမျိုးအဲ့ဒါလဲသွားရောလဲတဲ့လို့ခေါ်တယ်အဲ့ဒါပေမဲ့ကျမ်းစာဘာပြောလဲဆိုတော့တမန်ကျမ်းနဲ့သွားနေတဲ့သူကအဲ့ဒီချိန်မှာဖခင်ပြန်ဖမ်းထိန်လိုက်တယ်ထိုသူစီလဲတော့လဲဆုံးရတော့မရောက်ရတဲ့ဘာကြောင့်လဲဆိုဖခင်ကသူ့လက်ကိုကင်ထားတယ်တမန်တရားပြန်ထိန်တဲ့အခါမှာမဟုတ်ဘူးငါဒီမှုရတဲ့မှာအရှုံးခံလို့ပြောတမန်တရားငါ့ကိုဒီလိုပြောထားတယ်သူကပြန်ထားတယ်အေးအဲ့လိုမျိုးပေါ့ဖခင်ကထိန်တယ်ဆိုတာဘာနဲ့ပြန်ထိန်လဲဆိုတော့ကိုနှလုံးသွင်းထားတဲ့နှုတ်ကပတ်တော်နဲ့ပြန်ထိန်ပေးတာဖြစ်တယ်ဒီနေ့တမန်တရားနဲ့နေ့ရက်စဉ်တိုင်းဖခင်ဝတ်နဲ့မွေးတော်တဲ့လူလဲတတ်ပါတယ်သူ့လောက်ဖျားရှိခိုးတာသူပဲသူ့လောက်ဖျားကြောင်းသွားတာသူပဲဒါမှ तू ကဒီလိုလားရှိမှာပဲကျမ်းစာပြောပြီးသားနော်ဖျားပဲ့ပြင်းတဲ့လူတယောက်ဖျားထိုးသူသွားရလောက်နှစ်သက်တယ်လို့ချီးမွမ်းခြင်းခါတဲ့လူတယောက်တော့မှထိုးသူစီလဲတော်လဲတာပဲနော်ဒါပေမဲ့ဖျားကဘာပြောလဲဆိုတော့ तू လဲတာကဆုံးရှုံးဖို့မဟုတ်ပါဘူးတဲ့ तू လဲတာကအဲ့ဒီလဲခြင်းထဲမှာဖျားတင်လို့တဲ့ရောက် तू ကရသွားတာဖြစ်တယ်နော်အခုကျွန်မဒီကဘာဦးကိုကြည့်တဲ့အခါမှာလည်းပဲစားတော်နဲ့ဖလားတော်ဝင်2ယောက်နော်ခုနကျွန်မဖတ်သွားတယ်စားတော်နဲ့ဖလားတော်ဝင်2ယောက်ကတဲ့အဲဂုတ်တုရှင်ဘရင်ကိုပြစ်မှားကြတယ်မှားတာချင်းအတူတူပဲနော်အဲဂုတ်တုရှင်ဘရင်ကိုဖလားတော်ဝင်ကစားတော်ဝင်သဘောတူညီစွာနဲ့ဒီအမားကိုကျူးလွန်ကြတာဖြစ်တယ်အဲ့ဒီအမားကိုကျူးလွန်တဲ့အတွက်သူတို့ဒီအဲ့ဒီအမားနဲ့ထိုက်တန်တဲ့ဒဏ်အခက်ခဲကိုသူတို့တော်တော်လေးအင်တာကာလပတ်လုံးခံရတယ်လို့ကျမ်းစာပြောပါတယ်သူတို့ခံရပြီးတဲ့အခါမှာအဆုံးမှာကျွန်တော်ပြန်တွေ့တဲ့အခါမှာအဲ့ဒီ2ယောက်
သူတို့ကိုစီဆိုင်တဲ့အိမ်မက်လို့ကျမ်းစာကအဲ့လိုသုံးပါတယ်အပိုင်းငယ်9မှာနော်မိမိတို့ကိုစီဆိုင်သောအနက်နဲ့ပြည့်စုံသောအိမ်မက်ကိုတညချင်းနဲ့တယောက်တနည်းစီမြင်မဲ့ကြတယ်သူတို့ကိုစီဆိုင်တဲ့သူတို့အသက်တာနဲ့ဆိုင်တဲ့အိမ်မက်တွေကိုတဲ့တညချင်းနဲ့မှာတနည်းစီနီးလည်းမတူဘူးမားတဲ့ပုံစံတူတယ်မားတဲ့အချိန်တူတယ်ခံရတဲ့ပြစ်ဒဏ်ခံရတဲ့ကာလလည်းတူတယ်ပြစ်ဒဏ်ပေးတဲ့ပမာဏလည်းတူတယ်နောက်ပြီးတော့သူတို့နဲ့ဆိုင်တဲ့ကိုစီအိမ်မက်ကိုမက်တဲ့အချိန်ကလည်းတူတယ်ဒါပေမဲ့တနည်းစီမက်တဲ့အိမ်မက်တွေကတော့မတူတော့ပြန်မက်တဲ့အိမ်မက်မတူတော့ဘူးအဲ့တော့သူတို့အဲ့ဒီအိမ်မက်တွေကထူးဆန်းတယ်တာမန်အိမ်မက်တော့မဖြစ်နိုင်ဘူးဆိုတာကိုသူတို့ခံစားတဲ့အခါမှာမနဲ့မိုးလင်းတဲ့အခါမှာမျက်နှာမသားမရဖြစ်တာပေါ့နော်ဒီနေ့ကျမတို့ယုံကြည်သူတွေလည်းတခါလေကြရင်အိမ်မက်လေးကောင်းရင်တော့အဲ့ရထရင်ပြောကြပါတယ်အိမ်မက်မကောင်းရင်တော့ဘာဖြစ်လဲအဲ့ရထရင်ဘယ်သူမှမပြောခင်သူကကိုယ့်ဘက်ကမသားမရဖြစ်နေကြတာပဲနော်တခါလေကြရင်အိမ်မက်တိုင်းကတော့ဖျားရှာလာတာတော့မဟုတ်ပါဘူးတခါလေကြရင်ဖျားကလည်းကျမတို့အိမ်မက်အားဖြင့်ယောဘဝတ္ထုထဲမှာဆိုဖျားကပါပြောလို့ဆိုတစ်ချိန်မိတ်မွတ်တယ်တဲ့လူမရိပ်မိနှစ်ချိန်မိတ်မွတ်တယ်တဲ့အဲ့ဒီနှစ်ချိန်ထဲမှာလည်းညအိမ်မက်ရင်းနဲ့လည်းမပြတ်လဲဖျားကမိတ်အတိပေးတယ်ဆိုပြီးတော့လာပါတယ်တခါလေကြဖျားကအိမ်မက်အားဖြင့်ကျမတို့ကိုလည်းအတိပေးတတ်ပါတယ်အခုသူတို့ညောက်လည်းအဲ့လိုပဲမနဲ့အိမ်ရထားတဲ့ခါမှာအိမ်မက်ကတော့ဒါတာမန်တော့မဟုတ်ဘူးเนาะဒီတစ်ခါမှမက်မှာလည်းမဟုတ်ပါဘူးသူတို့အဲ့ဒီဒဏ်ခါရတဲ့ကာလတစ်လျှောက်လုံးမှာမက်ကောင်းမက်မှာပါဒါပေမဲ့အခုမက်တဲ့အိမ်မက်ကတော့ခါတိုင်းမက်နေတဲ့အိမ်မက်နဲ့မတူတာကိုသူတို့လည်းခါစားမိတဲ့အတွက်သူတို့မျက်နှာမှာပေါ်လွင်တယ်အဲ့တော့ယောသက်ကဘာဖြစ်ကြတာလဲမေးတဲ့အခါမှာဖလားတော်ကပြောတယ်ကျွန်တော်ဒီလိုအိမ်မက်မဲ့တယ်ပြောကြည့်ပါဦးနော်သူအိမ်မက်တမှာစပစ်ပင်နေပေါ့နော်ကျမတို့ဒီမှာသူပြောတဲ့အိမ်မက်လေးတွေ့ရနော်အဲ့တော့စပစ်နယ်ပင်နိုင်တဲ့အလက်၃လက်ရှိတယ်ထိုအလက်တို့ဒီပန်းငုံကဲတော့ရှိတယ်အပွင့်လည်းပွင့်တယ်အသီးပြုတ်တို့လည်းမဲ့တော့စပစ်သည်ဖြစ်တယ်တဲ့ဘာတော်မိဖလားတော်ကိုတဲ့ငါကင်တဲ့ထိုစပစ်ကိုယူ၍ဖလားတော်၌ညစ်ပြီးလက်တော်ရဲ့ဆက်တာဒါသူအိမ်မက်ပေါ့စပစ်ပင်ကိုသူမက်တယ်နော်အဲ့စပစ်ပင်ကအပွင့်တွေအငုံတွေအသီးတွေရှိတယ်ပြီးတော့အသီးကလည်းဟိုအလေအလွင့်ဖြစ်သွားတဲ့အသီးမဟုတ်ဘူးအရေညှစ်လို့ရတဲ့အသီးအဲ့တော့အဲ့ဒီအရေရတဲ့အရာကိုတဲ့ तू ကဖလားတော်ဝင်ကအဲ့ဒီဘယင်တောက်တဲ့ဖလားတော်နဲ့ပဲတဲ့ပြန်ပြီးတော့ဘယင်ကိုဆက်တာတယ်ဆိုတော့သူ့ရဲ့အိမ်မက်ကိုပြောတဲ့အခါမှာယောသက်ကဒါဆိုရင်3ရက်ပြီးရင်မင်းကတော့မင်းနေရာပြန်ရမယ်။ဩသူ့ရဲ့အိမ်မက်ကိုပြောတဲ့အခါမှာသူနဲ့အတူဒဏ်ခံရတဲ့စားတော်ဝင်ကလည်းနော်ဒီဖလားတော်ဝင်ရဲ့အိမ်မက်ကောင်းတဲ့အတွက် तू ကလည်းပြန်ပြောပါတယ်။သူ့ရဲ့ပြောတဲ့အရာကကြတော့ तू ဘာပြောလဲဆိုတော့သူကဖြူသောတောင်းသုံးလုံးကိုတဲ့ကိုယ်တိုင်ရွက်တယ်တဲ့နော်အဲ့ဒီတောင်းပေါ်မှာတဲ့ဖာရောမင်းစားဖို့အတွက်သူချက်ပြီးသားအရာတွေစားမျိုးမျိုးကိုသူယူလာတယ်ငှက်တရားတဲ့အဲ့ဒီသူယူလာတဲ့အထက်ကနေပြီးတော့ငှက်တရားအဲ့တောင်းတဲ့ဟာတွေနှုတ်စားကြတယ်လို့ယောသပြောခါမှာဒါဆိုမင်းအိမ်မက3ရက်ကြာရင်တော့မင်းကတော့ကွက်မြတ်ချင်းခံရမယ်ပေါ့နော်လဲတာချင်းတူတယ်မှားတာချင်းတူတယ်ပြီးတဲ့အခါမှာမှားတဲ့အမားကလည်းတူတယ်နော်ပြီးတဲ့အခါမှာခံရတဲ့ဒဏ်ခတ်ခြင်းကလည်းအတူတူပဲပမာဏလည်းအတူတူပဲကာလလည်းအတူပဲဒါပေမဲ့ထွတ်မြောက်ရလမ်းရဲ့အဆုံးမှာချိလိုက်အဖြေကမတူတော့ဘူးဖလားတော်ဝင်ကကြတော့ဒီကနေ့သူ့ရဲ့ဒဏ်ခတ်ခံပြီးတော့ပြီးသွားတဲ့အခါမှာသူချင်းမြောက်ခြင်းပြန်ခံရတယ်စားတော်ဝင်ကတော့သူ့ရဲ့ဆုံးရှုံးခြင်းနဲ့အဆုံးသတ်လိုက်ရတယ်နော်အဲ့တော့ခုနတောက်တန်ကြောင့်မှကျွန်တော်တို့ကြည့်ရတဲ့အခါမှာဖြောက်မှတ်တော်သူကတဲ့ခုနကြိမ်လဲပြန်ထားတယ်မတရားတော်သူကလဲတာတစ်ခါလဲဆုံးရှုံးတယ်နော်ကောင်းတော်သူရဲ့ခြေအောင်ဖျားပဲ့ပြင်တယ်သူသွားရလောက်ဖျားနဲ့တက်တယ်ထိုသူဒီလဲတော်လဲဆုံးရတော့မရောက်ရဘာကြောင့်လဲဆိုဖျားကထိုသူရဲ့လက်ကိုကင်ထားတယ်တဲ့ဘလားတော်ဝင်တဲ့စားတော်ရဲ့အသက်တော်ကြည့်ပါ2ယောက်လုံးသူတို့ကိုစီတာဝန်ကိုထောင်းဆောင်ရင်းနဲ့သူတို့လည်းအမားကိုကျူးလွန်ကြပါတယ်အဲ့တော့သူတို့ဖာရောဘီကိုပြစ်မှားကြတဲ့အတွက်မှားတာဖာရောဘီကတိသွားတဲ့အခါမှာသူတို့ဒဏ်ခတ်ပါတယ်ဒဏ်ခတ်တဲ့ကာလကလည်းကာလတစ်လျှောက်လုံးကလည်းအတူတူပဲနော်ဘယ်သူမှမပို့ဖလားတော်ဝင်ကို
ပို့ပြီးတော့ရက်ပို့တာတို့လပို့တာတို့လည်းမရှိပါဘူးစားတော်ဝင်ကိုရက်ပို့တယ်လပို့တယ်လည်းမရှိပါဘူးအတူတူပါပဲဒါပေမဲ့ထွက်မြောက်လမ်းကိုကြည့်လိုက်ပါလုံးဝကွာသွားတာတွေ့ရပါတယ်သူတို့နဲ့ဆိုင်တဲ့ကိုစီဆိုင်နဲ့အ내အတိတ်ပဲနဲ့ပြည့်စုံတဲ့အိမ်မက်တဲ့ကျန်းစာအဲ့လိုလာတာဖြစ်တယ်တခါတရံကြရင်ကျမတို့အသက်တာအသီးသီးမှာအမားမကင်းတာချင်းတူပေမဲ့နှလုံးသားချင်းကမတူပါဘူးဗလားတော်ဝင်ရဲ့နှလုံးသားနဲ့စားတော်ဝင်ရဲ့နှလုံးသားကွာပါလိမ့်မယ်ဓမ္မဟောင်းကျမ်းမှာကျမတို့ကြည့်တဲ့အခါမှာဥပမာဘုရားကဒီမောရှေကာလာတုန်းကပြောတဲ့အရာရှိရလေလူတယောက်ကတဲ့ရွယ်ချက်မရှိဘဲနဲ့သူဒီမတော်တဆပေါ့လူအသက်ကိုတတ်မိတယ်ဆိုရင်တဲ့သူ့ကိုသေစားသေစေသူ့ကိုမသေခိုင်းရဘူးတဲ့သူ့ကိုထွက်ပြေးရမယ်မျိုးတစ်မျိုးအဲ့လိုမျိုးတစ်မျိုးထားပေးတာဖြစ်တယ်အဲ့ဒီမျိုးတစ်မျိုးကိုသွားရှောင်ခိုင်းလိုက်အဲ့မျိုးတစ်မျိုးမှာသူနေပြီးတော့ဒီမှာဒီအမှုငြိမ်းလောက်ပြီးဆိုမှသူပြန်လာဘုရားကအဲ့လိုပေးထားတာနော်ဆိုတော့တချို့သောသူတွေရဲ့အမားတချို့သောသူတွေရဲ့လောက်ရဟာရည်ရွယ်ချက်ရှိရှိနဲ့သူတစ်ပါးကိုနစ်နာနာဆိုတဲ့နှလုံးသားနဲ့လောက်တာမဟုတ်ဘူးဖြစ်သွားတာနော်ဖြစ်သွားတာအဲ့တော့အဲ့ဒါကိုဘုရားသခင်ကသိတယ်ဒါကြောင့်မို့အဲ့ဒီမတော်တဆမှားလိုက်တဲ့လူတယောက်မနစ်နာရအောင်ဘုရားသခင်ကအဲ့ဒီဓမ္မအောင်ကာလမှာဒီမောရှေတို့ခေတ်ကာလတုန်းကဘုရားကအဲ့လိုစီစဉ်ပေးတယ်နော်အဲ့ဒီမျိုးတစ်မျိုးအဲ့ဒီရွာတရွာထားရမယ်အဲ့ဒါကတော့အခုနလိုပေါ့ကျူးလို့မိတဲ့လူတယောက်သူဟာရည်ရွယ်ချက်ရှိရှိနဲ့တမင်တက်သူကတတ်လိုက်တာမဟုတ်ဘူးခုနလိုပေါ့တွိုင်းလာရင်နဲ့နော်တစ်ခါလေကြာရင်ကိုကလမ်းကြုံနဲ့စိုက်ကယ်တင်သွားတယ်ကိုတင်ကမှကိုနောက်ကပြုတ်အဲ့လိုမျိုးတွေလည်းရှိတတ်တယ်လေနော်တစ်ခါလေကြာရင်ရည်ရွယ်ချက်ရှိရှိနဲ့ဒီလိုတိုက်လိုက်တာမဟုတ်လေဖြစ်သွားတာတွေရှိတယ်နော်တစ်ခါလေကြာရင်ဒီနေ့ကိုနဲ့ထိခိုက်ပြီးတော့သူများပစ္စည်းသွားတာရှိတယ်ကိုကတမင်တက်ဖြက်စီးတာမဟုတ်လေတိုက်မိသွားတယ်မတော်ဆတိုက်မိနဲ့ပျက်စီးသွားတယ်ဒါမျိုးလေးတွေရှိတယ်နော်ကျမတို့ဘက်မှာဒီနေမကောင်းတဲ့အဖိုးတယောက်ရှိတယ်သူဆေးရုံတက်တော့အခြေအနေကတော့တိတ်မကောင်းတော့ဘူးဆိုတော့ကျမတို့လည်းဘောနော်ဆူတောင်းပေးနေကဲလူတော်ဝန်ခံမသူလည်းတက်တန်းစေပါပြီဘုရားခွယ်လည်းပြန်လို့ပြောပါပြီပေါ့ကျမဆူတောင်းဒါပေမဲ့ကျေးဇူးတော်ပဲသူလေဟိုကျမ်းမာပြီးတော့ပြန်ဆင်းလာတယ်မသေးဘဲနဲ့ပြန်ဆင်းလာတယ်သူ့ကိုဘုရားမခေါ်ချင်မဟုတ်သေးလို့ပဲနော်အဲ့တော့သူပြန်ဆင်းလာတော့နလန်ထလေးပေါ့နလန်ထလေးနဲ့သူပြန်ဆင်းလာအဲ့စောင်းနေရောက်တဲ့ခါမှာ तू ကသူ့ရဲ့အိမ်ရှိဝရဏလေးမှာမနဲ့ဆိုနေပူစာထွက်လာဒါပေမဲ့ तू အစားတောက်တော့အများကြီးမစားနိုင်သေးဘူးအသက်ကလည်းကြီးလာပြီအခုဟိုပေါ့နော်သေရွာပြန်လို့ပေါ့မသေးသေးပဲနဲ့ပြန်ပြီးတော့ကောင်းလာတဲ့အခြေအနေမျိုးဆိုတော့အိမ်ပြန်ရောက်နလန်ထလေးတိတ်မစားနိုင်မနဲ့သူ့ဝရဏလေးမှာ तू ကသွားပြီးတော့နေပူစာထွက်လာတယ်အဲ့တော့သူ့အိမ်မှာသွားလဲနေတဲ့လူငယ်လေးတယောက်ရှိတယ်လူငယ်လေးဆိုမှ तू လည်းအိမ်အောင်တယ်ပေါ့နော်အဲ့လူငယ်လေးတယောက်သွားလဲတယ်အဲ့တော့ तू အဲ့ဒီအဖိုးလိုအပ်တဲ့ရောက် तू ကကူညီပေးရပါအဲ့မှာ तू နေပူစာလုံရင်းနဲ့နေမြင့်လာတဲ့ခါကျတော့ तू အိမ်ထဲပြန်ဝင်တော့မယ်အဲ့တော့ तू အိမ်ထဲပြန်ဝင်တော့မယ်ဆိုတော့နေပူစာလုံလဲ तू တွဲပြီးတော့အရှိပို့ပါလေနော်အဲ့လူငယ်လေးလာတဲ့ခါကျတော့နေတာပူလာပြီအိမ်ထဲပြန်သွင်းပေးနော်အဲ့တော့အဖိုးအိမ်ထဲပြန်သွင်းပေးဆိုတော့အဲ့ကောင်လေးကမလုပ်လဲဆိုတော့ तू မတွဲပဲနဲ့ကျွန်တော်ပိုးလိုက်မယ်တဲ့နော်တွဲတယ်ဆိုအဖိုးကအားပြုအောင်ပါလေနော်ပိုးလိုက်တယ်ဆိုတော့တက်တော့ကျွန်တော်ပိုးမယ်တဲ့အဲ့နဲ့အဖိုးကလည်းအေးပေါ့ तू ကြောပိုးတယ်နော်အဲ့အဖိုးပိုးပြီးအထမှာသူတို့ပါလဲအချေလဲဝါတာပိုးပြီးအထမှာမဟန်ချက်မညီဘူးပေါ့ဟန်ချက်မညီတော့အဲ့ဒီကောင်လေးကလဲပြီးတော့အဲ့ဒီအဖိုးကလည်းအဲ့ဒီကောင်လေးကကြောကုန်းပေါ်နေပြုတ်ကြဒါသူ့ဝရဏမှာပဲနော်အမြင့်လည်းမဟုတ်ဟိုဝရဏနဲ့ဟိုအောက်ကိုပြုတ်ကြမဟုတ်နော်ကြောကုန်းပေါ်ကနေဒီပြင်ပြားပေါ်လေးပဲပြန်ကြတာပါဒီလိုပိုးပြီးတော့အဲ့လိုပြန်ထမှာဟန်ချက်မီတော့အဲ့လိုလဲသွားတော့အဲ့ဖိုးကြောက်အေးအဲ့လိုကြချက်အဲ့ဖိုးကြည့်လိုက်တော့အသက်မရှိတော့အော်စရာကြီးအဲ့ဒါတကယ်တော့ပုံပြင်ပုံတော့ကျမတို့ဖက်မှာဖြစ်နေဟဲ့ဆေးုံမှာအသေးတန်ဖြစ်တော့သေတော့မလားလို့အောင်းမရဆူတောင်းပေးရမသေပဲပြန်လာလေအခုဒီကောင်လေးကသူ့ကူညီတာလေနော်တအားလန့်သွားပြီးတော့အသက်ပဲပါဝါလားလဲပြီးတော့နော်အဲ့ကောင်လေးဆိုတအားနဲ့ကြောက်သွားတယ်
तू ကကူညီနေဖြစ်သွားလေဖြစ်သွားတဲ့ခါကျဟာနှိုးတဲ့ခါကျတော့မရတော့ဘူးတကယ်တည်သွားတာနော်အဲ့တော့သူများတွေကသူ့နောက်တယ်အဲ့ဒါမင်းလူတည်မှုပဲဆိုဟာ तू ကြောက်ပါလမ်းတော်မထွက်လာရတော့သူ့ကိုဘယ်သူမှတော့တရားတော့မဆွဲပါဘူးဘယ်သူမှလည်းဒါတမင်တက်သူယူရပြီးလောက်တာမှမဟုတ်တာနောက်တော့ဟိုကလည်းနလန်ထားတယ်အဲ့တော့ကျမအဲ့ဒါကိုကြားတဲ့အခါမှာသူ့ကိုမြင်တဲ့အခါမှာကျမသူ့အားပေးနင်အဲ့ဒါနဲ့ तू အဲ့ဒါကြီးကသူ့ကို6ချားစေပြီးတော့လေ तू လမ်းမထွက်လာရဲတဲ့အထိဖြစ်သွားတာအဲ့ကောင်လေးဒါပေမဲ့ကျမသူ့ပြောပြတယ်နင်ဘယ်သူမှအမှုလည်းမလုပ်တရားလည်းမဆွဲဘူးဒါပေမဲ့သူများတွေအဲ့ဒါနောက်ဆရာဖြစ်သွားတယ် तू ကလန့်တဲ့ဟာသူများသူ့ကိုပြန်နောက်တော့ तू ကအဲ့ဒါယူကြောက်နောက်မှ तू ကလွတ်မြောက်သွားတယ်နော်အဲ့ဒီအိမ်ရှင်အဖိုးနဲ့ပတ်သက်တဲ့မိသားစုဝင်တွေကလည်းသိတယ်လေဒါသမင်တက်လောက်တာမှမဟုတ်တာဖြစ်သွားတာနော်အော်ဒါမျိုးရှိပါလားနော်အဲ့နဲ့ကျမတို့ကနောက်တယ်နောက်ခါနင်တို့တွေဟိုအသက်ထွက်လွယ်ခြင်းသူ့ကြောပိုးခိုင်းဟေးဆိုကျမတို့ဘက်ကသူ့အဲ့လိုနောက်ကြတာပေါ့နော်နောက်သူ့အဲ့လိုနောက်ကြကိုကတော့ရည်စားဖြစ်နောက်လိုက်ပြီမဲ့ तू ကအဲ့လိုနောက်လိုက်တယ်သူခမညာမှာတော့ရင်ဘတ်တက်မှမခံစားလို့မကောင်းဖြစ်နေနော်တချို့တော့အရာရည်ရွယ်ချက်မရှိဘူးနော် तू ကကူညီလိုက်ရင်းနဲ့သူများအသက်တောင်ထွက်သွားတယ်လေကြည့်လိုက်လေကူညီတာလေနော်အသက်တောင်ပါသွားတယ်အဲ့ဒါမျိုးကြတော့ဖရာသခင်ကသူတို့ကိုဘာဖြစ်လဲဆုံးရှုံးခြင်းတို့မရောက်စေပါဘူးနော်တခါလေကျပြောချင်တာရည်ရွယ်ချက်ရှိပြီးတော့မှားလိုက်တဲ့အမှားမဟုတ်ဘူးသူများကိုအကျိုးနဲ့အောင်ရည်ရွယ်ချက်ရှိလောက်တာမဟုတ်ဘူးကူညီနဲ့ဖြစ်သွားတဲ့ဆိုးကျိုးလေးတွေရှိတယ်တခါလေကျကျမတို့ရဲ့အသက်တာထဲမှာလဲဗမာစကားပုံရှိရလေစေတနာဝေဒနာဖြစ်သွားတယ်ဆိုတာ तू ကဝေဒနာဖြစ်အောင်တော့လုပ်တာမဟုတ်ဘူးစေတနာလေးနဲ့လုပ်တာတိတ်ဖက်တော့သူတော့ဝေဒနာဖြစ်သွားတယ်အေးအဲ့လိုမျိုးအမားတွေကျမတို့မကင်းကြပါဘူးဒါမဲ့အဲ့ဒီအမားကျမတို့ဆုံးရှုံးဖို့တော့မဟုတ်ဘူးတဲ့ကျမ်းစာကကျမတို့အဲ့ထဲကနေဘာဖြစ်လဲဘုရားတင်ယူစေလွှဲတဲ့ရောက်တင်ယူဖို့ပဲလိုတယ်ဆိုတော့ကျွန်တော်နားလေရတယ်အခုဖလားတော်ဝင်တဲ့စားတော်ဝင်ရဲ့အကြောင်းကျမဆင်ကျင်တဲ့အခါမှာမှားတာခြင်းလည်းအတူတူဒဏ်ခတ်ခံရတဲ့ခြင်းလည်းအတူတူနော်ဒါမဲ့သူတို့ရဲ့ထွက်မြောက်ရလမ်းကတခြားစီဖြစ်သွားတယ်ဖလားတော်ဝင်ရဲ့ထွက်မြောက်ရလမ်းကတော့ကောင်းခြင်းမင်္ဂလာဖြစ်တယ်စားတော်ဝင်ရထွက်မြောက်ရလမ်းကတော့ကောင်းခြင်းမင်္ဂလာမဖြစ်ဘူးဆိုတာကျွန်တော်တွေ့ရတယ်နောက်ဒီနေ့ကျွန်တော်တို့အမားတွေမှားတဲ့အခါမှာတခါလေကြိုက်ကျွန်တော်တမာတန်နဲ့မညီညွတ်ပဲနဲ့တခါလေကြိုက်ဇာတိသဘောနဲ့ကျွန်တော်တို့လှုပ်ဆောင်ခဲ့မိတဲ့အရာတွေမှာဘုရားကကျွန်တော်တို့ကိုအဲ့ဒီအရာအတွက်ပြန်ပြီးဆုံးမတဲ့အခါမှာဆုံးမပြီးအဲ့ဒီပြန်လာမဲ့အကျိုးတွေကတယောက်နဲ့တယောက်မတူဘူးဆိုတော့ကျွန်တော်ဒီမှာတွေ့လိုက်ရတယ်အဲ့တော့ဖလားတော်ဝင်ကဆုံးမခံရပြီးတဲ့အခါမှာသူရတဲ့အကျိုးကတော့အယံမင်္ဂလာရှိတယ်သူဒီသူ့နေရာသူပြန်ပြီးတော့ဆက်ပြီးတော့ကျေးဇူးတော်ပြန်ခံစားရတယ်စားတော်ဝင်ကတော့ဘာဖြစ်လဲဆုံးရှုံးခြင်းတို့ရောက်သွားတယ်ကျမနားလည်လိုက်တာကမှားတာချင်းတူပေမဲ့နှလုံးသားတွေမတူဘူးစားတော်ဝင်ရဲ့နှလုံးသားကတော့ရှင်ဘရင်ကိုဘာဖြစ်လဲနစ်နာစေလိုတဲ့စိတ်နဲ့မှားတာမဟုတ်ပဲနဲ့မှားတာဖြစ်ပြီးတော့ဖလားတော်ဝင်ကတော့လူနိုင်ဖြစ်တတ်တဲ့အမှားမျိုးပဲဖြစ်မယ်လို့ကျွန်မနှလုံးသွင်းပြီးပါတယ်နော်။ဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်ကျော်လို့မှားတဲ့အခါမှာစိတ်သဘောထားတွေကွာတယ်လေစိတ်သဘောထားတွေအရန်ကွာတယ်။အဲ့တော့စားတော်ဝင်ရဲ့စိတ်သဘောထားနဲ့ဖလားတော်ဝင်ရဲ့စိတ်သဘောထားကအဲ့ဒီမှာကွာသွားတာဖြစ်လိမ့်မယ်နော်။မှားတာချင်းလဲတူတယ်ဒီနေ့ဓာတ်ခတ်ခါတဲ့ချင်းလဲတူပေမဲ့ထွက်မြောက်လမ်းကအယမ်းကွာသွားတယ်လေတော့ဒီနေ့ကျမတို့ရဲ့အသက်တာအထဲမှာအမားတဲ့အခါတိုင်းမှာဆုံးရှုံးခြင်းတို့မရောက်ပါမိကြောင်းဘလို့နှလုံးသားနဲ့ကျူးလို့မိတာလဲဒီအရာတစ်ခုကျမတို့တက်မစိမ့်နဲ့လှုပ်လိုက်တာလားဒါမှမဟုတ်လိုအပ်လို့ကျမတို့လှုပ်မိတာလားအေးဒီလိုမျိုးရှိအောင်နော်တခါလေကြာကျမတို့ရဲ့နှလုံးသားတွေရှင်ဘယုံအပြစ်မှားတယ်ရှင်ဘယုံမနာလိုစိတ်နဲ့နစ်နာမှုနဲ့ပြစ်မှားတာလားဒါမှမဟုတ်ရင်ကိုခံရတဲ့အရာကြီးကိုမခံစားနိုင်လို့ဒီနေ့ပြစ်မှားမိတာလားအဲ့လိုကြွားတာပေါ့နော်ကိုခံရတဲ့အရာကိုမခံစားနိုင်လို့ပြစ်မှားတယ်ဆိုရင်တော့ဒါဖျားကသူခံရတဲ့အမှုရာအတွက်သူပြန်ပြီးတော့တုတ်ပြန်ပြီးတယ်ပေါ့နော်ဖလားစားတော်ဝေးရအမားကြတော့ရှင်ဘရင်ကိုသူမားတာသူခံရတဲ့အရာထက်ရှင်ဘရင်ပေါ်မှာသူမနာလိုစိတ်တွေရှိမယ်ရှင်ဘရင်ပေါ်မှာသူရန်လိုတဲ့စိတ်တွေရှိမယ်ရှင်ဘရင်ကိုသူနစ်နာစေလိုတဲ့စိတ်တွေရှိကောင်းရှိနေမယ်နော်ဒါကြောင့်သူတို့နှစ်ယောက်ရဲ့အကြောင်းကိုကျွန်မနှလုံးသွင်းတဲ့အခါမှာနှစ်ယောက်လုံးရဲ့အခြေအနေဟာ
လူဖြစ်တဲ့အတွက်သူတို့ရဲ့အမှုရာကြုံတဲ့အခါမှာတူတယ်သို့တော်လည်းထွက်မြောက်လာမတူအမှားတော့တူတယ်ဒုက္ခခံတဲ့အခါမှာလည်းဘလို့နှလုံးသားနဲ့ဖြတ်တန်းလဲဆိုတာလည်းအရေးကြီးပါတယ်အခုကျမတို့ကိုဘုရားသခင်ကစုံစမ်းနှောက်ယှက်ခြင်းတွေနဲ့ကျမတို့ကိုစစ်ဆေးတဲ့အခါမှာအဲ့ဖြတ်တန်းတဲ့ကာလလည်းအရေးကြီးပါတယ်စုံစမ်းနှောက်ယှက်ခြင်းခံရတဲ့ကာလမှာကျမတို့ဘလို့နှလုံးသားနဲ့ဖြတ်တန်းလဲနော်ဒီကားခရစ်တော်ရဲ့ကားတိုင်းဘေးနားမှာရှိတဲ့ဓမြနှစ်ယောက်နော်အခွင့်ကယ်တင်ခြင်းရဖို့ပါရတိသူ့ဘုံရောက်ဖို့တဲ့နှစ်ယောက်လုံးအခွင့်ရရနော်ဒါပေမဲ့အခွင့်ရနှစ်ယောက်လုံးရပေမဲ့တစ်ယောက်တော့သူကပဲအခွင့်ရကိုသူရအောင်ယူနိုင်ခဲ့တယ်တစ်ယောက်တော့သူကတော့မရခဲ့ဘူးအဲ့တော့ဒီခရစ်တော်နဲ့သူကားတိုင်းပေါ်မှာတန်ခတ်ခံရတဲ့ဒီဓမြနှစ်ယောက်တယောက်ကတော့မင်းဟာဖျားဖြစ်တယ်ဆိုကိုကိုလည်းကဲငါတို့လည်းကဲတဲ့နော်တယောက်ကတော့ဘာဖြစ်လဲသူ့ရဲ့နှလုံးသားငါတို့ဟာတဲ့ငါတို့အမားကြောက်ခံရတာတန့်တယ်တဲ့ဒါမဲ့ယေရှုခရစ်တော်ကသူ့အမားကြောက်ဘာအမားမှမရှိဘဲနဲ့ခံရတာတဲ့အဲ့ဒီခါမှာ तू ကဘာဖြစ်လဲသူ့ရဲ့အမားအတွက် तू နောင်တရပြီးတော့ကိုတော်တဲ့နိုင်ငံတော်တည်၍ကြွလာတဲ့ခါမှာကျွန်တော်ကိုတတိယပေးပါတဲ့ကောင်းမှုကုသိုလ်ဘာမှမလုပ်လိုက်ရအောင်နော်ဓမြလေကောင်းမှုကုသိုလ်ဘာမှလည်းမလုပ်လိုက်ရအောင်နော်ကောင်းကောင်းလည်းအသက်ရှင်ခဲ့တဲ့လူမဟုတ်ဘူးဒါပေမဲ့ကောင်းငင်ရောက်သွားတယ်အဲ့လိုပြောတဲ့အခါမှာငါတို့ကောင်းကောင်းအသက်မရှိလဲကောင်းငင်ရောက်တယ်ဟေးဆိုပြီးတော့အဲ့လိုနေဖို့လည်းပြောတာမဟုတ်ဘူးနော်ဆိုတော့ဒီဓမြသည်သေခါနီးလေးမှာကောင်းတဲ့ငါဝင်ဖို့အတွက်ဖရားခွင့်ပေးတယ်ဓမြချင်းတူတာတော့မှနှလုံးသားချင်းမတူတာကိုကျွန်တော်တွေ့ရတာကိုပြောတာဖြစ်တယ်နော်ကြည့်လိုက်ရင်တော့သူလည်းဓမြဒီဘက်လည်းဓမြဟိုဘက်လည်းဓမြဒီဘက်လည်းလူဆိုးဟိုဘက်လည်းလူဆိုးပါပဲလူအနေနဲ့ကြည့်နော်ခရစ်တော်ရဲ့လက်ရဘက်လက်ဝဲမှာရှိတဲ့နှစ်ယောက်တော့လူဆိုးပါပဲဒါပေမဲ့တယောက်ကတော့သေခါနီးလေးပါသူ့ရဲ့ထွက်မြောက်လမ်းကကောင်းကြီးဖြစ်သွားတယ်တွေ့နော်သေခါနီးလေးသူနောင်တရတဲ့ခါမှာသူခရစ်တော်ဝန်ခံတဲ့အခါမှာဘာကောင်းမှုကုသိုလ်မှဘာမှလောကကြီးမှာအကျိုးပေးတဲ့ကောင်မဟုတ်ပေမဲ့သူဒီပါရတိသူ့ဘုံကိုဝင်စားဖို့အခွင့်ရသွားတယ်တစ်ဖက်ကလူလဲလောကကြီးမှာဘယ်သူမှလည်းကောင်းကျိုးမပေးဘူးနော်သူလည်းပဲသေခါနီးတိဆိုးတာပဲသို့တော်လဲသူ့ရဲ့နှလုံးသားဖခင်ကိုလက်ခံဖို့ဒီကနေ့သူ့ရဲ့အမားအတွက်သူနောင်တရဖို့သူ့မှာမရှိဘူးဒီနေ့ကျမတို့ကကိုယ့်ရဲ့အမားကိုဝန်ခံတတ်ရတယ်ကိုယ့်အမားအတွက်ကိုနောင်တရတတ်ရတယ်အဲ့တော့ကျမဒီဟာကိုဆင်ခြင်တဲ့အခါမှာဖလားတော်ဝင်နဲ့စားတော်ဝင်ဒီအချုပ်ခံရတဲ့ကာလထဲမှာမကြင်မနဲ့နေ့တိုင်းဖြစ်နေတာကစားတော်ဝင်ဖြစ်မယ်နဲ့တူတယ်လို့နော်ဖလားတော်ဝင်ကတော့အိုးနော်ငါဒီအမားယူမလိုက်ရောတင်မယ်နဲ့စားတော်ဝင်နဲ့အတူငါလိုက်မိတဲ့အတွက်ငါခံရတာတကယ်တော့ငါသူနဲ့မပူးပေါင်းမိလိုက်ရင်ပြီးရောဆိုသူနောင်တရကောင်းရနေမှာလေဒါမဲ့ဓာတ်ခတ်ခံတဲ့ကာလမှာတော့မှစားတော်ဝင်ကနောင်တမရလို့ဖြစ်နေမယ်ဒီနေ့ကျမတို့ရဲ့အသက်တာဒီမှာမိမိဖျားမနစ်သက်တဲ့အရာနဲ့ဇာတိသဘောနဲ့ကျမတို့လောက်တဲ့အခါမှာဖျားတန်ခတ်တဲ့အခါမှာကျမတို့ကြည်ကျင်နဲ့ဝန်ခံပြီးတော့ဒီနေ့ကျမတို့ကဖျားကိုပြန်ပြီးတောင်းပန်ရမှာဖြစ်တယ်နော်အဲ့တော့ဒဏ်ခတ်ခံရတဲ့ကာလမှာဒုက္ခခံရတဲ့ကာလမှာလည်းကျိုးတို့ဖြတ်တန်းတဲ့နှလုံးသားတွေအရေးကြီးတယ်အမားပြုတဲ့ခါမှာလည်းဘလို့နှလုံးသားနဲ့အမားပြုမိလိုက်တာလဲဘုရားခင်ကျမတို့ဆုံးမတဲ့ခါမှာလည်းဘလို့နှလုံးသားနဲ့ကျမတို့ခံလိုက်လဲနော်တမရတော့ငါတို့ကခံထိုက်တယ်တဲ့ငါတို့မှားကြောင့်ငါတို့ဒီလိုခံရတာတဲ့အေး तू ကဝင်ခံတယ်ဟိုဘက်တမရတော့အဲ့လိုမဟုတ်ဘူးနော် तू အမားလဲ तू ဝင်မခံဘူးဖျားတကယ်ဖြစ်တယ်ဆိုကိုကလည်းကဲငါတို့ကိုလည်းကဲ तू ကဒါမျိုးအပေါ်စီးနဲ့ဒီနေ့တချို့ယုံကြည်သူတွေမှုတော်ဆောင်နေတခါလေကျအသက်တာထဲမှာဖျားနဲ့သွားနေနဲ့လဲတဲ့အခါမှာလဲပဲအဲ့လိုလဲတဲ့အခါမှာကျမတို့နှလုံးသားတွေဟာကျမတို့ရဲ့စကားပေါ်မှာစကားကိုနားထောင်ခြင်းအပြင်ပေါ်တာပဲလေမဿဲ7မှာဗာပြောလဲစိတ်နှုံးရှိတဲ့အတိုင်းနဲ့နှုတ်ကမွတ်တယ်တဲ့ကျမတို့စိတ်နှုံးရှိတဲ့အရာတွေကနှုတ်ကပေါ်တာပဲတဲ့နော်အဲ့တော့ခုနပြောတဲ့ဒီကားတိုင်းနာဓမြ2ယောက်ရဲ့နှလုံးသားကြည့်လိုက်သူတို့လည်းဓမြချင်းတူတာမှနှလုံးသားအယံကွာတယ်အဲ့တော့ပါရတိသူ့ဘုံဝင်ရတဲ့ဓမြရဲ့နှလုံးသားကတော့ငါမှားလို့ငါခံရတဲ့အရာပဲနော်ဒါမဲ့ငါမှားလို့ငါခံရတဲ့အရာထဲကနေငါ့ကိုလွတ်မြောက်စေနိုင်တာကတော့ထိုခရစ်တော်ပဲဆိုတာ तू ကကောင်းကောင်းသိတာဖြစ်တယ်တစ်ဖက်ကဓမြကတော့မှားလဲမှားတယ်သူ့အမှားလဲဝန်ခံတာတလုံးမှမပါဘူးနော်ပြီးတဲ့အခါမှာကယ်နိုင်တဲ့ဖယောက်လည်းမထီမဲ့မြင်ပြုတ်လိုက်တယ်ဒါတော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကျွန်တော်တို့အမှုတော်ဆောင်တယ်ကျွန်တော်တို့အသက်တာရှောက်လန်းတဲ့အခါမှာတမန်တရားနဲ့သွားရင်းနဲ့
ဆုတောင်းနေရင်းနဲ့ပဲလေကျမတို့ဒီသူတစ်ပါးပြောစရာအကြောင်းတွေကျမတို့သူတစ်ပါးအပြစ်တင်စရာအကြောင်းတွေကျွန်တော်ခံရတဲ့အခါရှိပါတယ်ဒါမဲ့အဲ့ဒါကကျမတို့ကိုဘုရားကဘာသင်ပေးခြင်းတယ်လဲဆိုတာကိုသင်ယူဖို့ပဲဖြစ်ပါတယ်အဲ့တော့ဖလားတော်ဝင်ကစားတော်ဝင်ရဲ့ဥဆောင်မှုနောက်လိုက်တာလားစားတော်ဝင်ကပဲဖလားတော်ဝင်ဥဆောင်မှုလိုက်တာလားတော့မသိဘူးနော်နှစ်ယောက်လုံးကတော့ဒီအမောက်ကျူးလွန်ကြတာဖြစ်တယ်တခါတရကြရဲ့ကျွန်တော်တို့အသက်တာထဲမှာလူပေါင်းမိုင်းလည်းပဲဒုက္ခရောက်တတ်ပါတယ်နော်လူပေါင်းမိုင်းလည်းဒုက္ခရောက်အခုဒီစားတော်ဝင်နဲ့ဖလားတော်ဝင်ရဲ့အကြောင်းကိုကြည့်တဲ့အခါမှာနှစ်ယောက်လုံးကအတူတူပြစ်မှားတာလေနော်နှစ်ယောက်လုံးကဒီအမှုကိုကျူးလွန်တာဖြစ်တယ်နော်အဲ့တော့အေဂုတ်တုရှင်ဘုရင်တဲ့ဖလားတော်ဝင်နဲ့စားတော်ဝင်တို့ဒီမိမိတို့အရှင်အေဂုတ်တုရှင်တို့ပြစ်မှားကြဤသူနှစ်ယောက်လုံးရဲ့အရာကသူတို့သဘောတူညီစွာလှုပ်ထားတာဖြစ်လိမ့်မယ်နော်ဘယ်သူကဥဆောင်တာလဲတော့ကျွန်တော်မသိဘူးပေါ့ကျမ်းစာကဒီလိုပဲပြောတယ်ဒါကြောင့်လူကလည်း၄မျိုး၄စားရှိတယ်နော်မှားတတ်တာကလူတဲ့မှားမသိတာကတဲ့လူညံ့တယ်ပြီးတော့မှားမှန်းသိပြီးတော့ဆက်မှားတာကလူမိုက်တဲ့နံပါတ်၄တစ်ချက်ကတော့ကိုယ်တိုင်မှားရုံသာမကကိုယ်နဲ့အတူသူတစ်ပါးကိုမှားဖို့ဆွဲခေါ်တဲ့သူကလူယုံမှာတဲ့လူက၄မျိုးရှိတာဖြစ်တယ်အမားတစ်ခုကိုအတူတူကျူးလို့မဆိုတော့ဘယ်သူကဆွဲခေါ်တာလဲအဲ့ဒါကအရေးကြီးတယ်ဒီနေ့ရောက်မှလည်းဘယ်သူကခေါင်းဆောင်လဲအဲ့တော့ကျွန်မထွက်မြောက်လမ်းကိုကြည့်တဲ့အခါမှာဒီအမားကိုကျူးလွန်ဖို့အတွက်သွေးဆောင်လိုက်တာကစားတော်ဝင်ဖြစ်မယ်ဆိုတော့ကျွန်မလည်းနှလုံးသွင်းလိုက်တာပေါ့နော်အဲ့ဒါမှဖလားတော်ဝင်ကလည်းဘာဖြစ်လဲသူလည်းနည်းနည်းပါးပါးခံထားရတာရှိတော့အဲ့ဒီအခန့်လေးနဲ့ဟိုကလာသွေးဆောင်လိုက်တဲ့ခါကျတော့ပါသွားပြီးတော့ဒီအမားကိုကျူးလွန်မိတယ်လို့ကျွန်မဆင်ခြင်မိတယ်နော်ဒါကြောင့်လူဆိုအမှားမကင်းပါဘူးမှားတတ်တာကလူပီတာတဲ့အတွက်မှားကြတယ်ပြဿနာမရှိဘူးဒါပေမဲ့လူညံ့မဖြစ်ဖို့အရေးကြီးတယ်တခါကြလူတွေကကိုအမှားမှမသိဘူးကိုမှားလိုက်မှမသိဘူးကိုကြောက်သူများမျက်ရည်ကျလိုက်မှမသိဘူးကိုကြောက်သူများစိတ်ဓာတ်ကျပြီးတော့ဆက်မဆူတောင်းနိုင်တော့တာကိုကြောက်သူများကကိုစကားကြောက်သူများကဖះကြောက်မလာနိုင်တော့တာလေတချို့ကမသိကြဘူးမှားမှမသိတာလူညံ့တဲ့လူမိုက်ကြတော့မှားတယ်ကိုအမှားလည်းသိတယ်သိပေမဲ့လည်းဆက်မိုက်တာဆက်မှားတာလူမိုက်ဖြစ်တယ်ပိုဆိုးတာလူယုံမှာပေါ့အဲ့အမားကိုလှုပ်လဲလှုပ်တတ်တယ်သူနဲ့အတူအဲ့ဒီအမားကိုလှုပ်ဖို့နောက်တစ်ယောက်ကိုလည်းအဖို့ဆွဲခေါ်တယ်အဲ့ဒါလူယုံမှာတို့ကတော့မှားပြီးပြန်ထဆရာအကြောင်းမရှိဘူးဆုံးရှုံးခြင်းတို့ရောက်မယ်နော်တော့ဒီဖလားတော်နဲ့စားတော်နှစ်ယောက်ကိုကျွန်တော်ကြည့်တဲ့အခါမှာစားတော်ကဒီအမားကိုကျူးလွန်ဖို့ဆွဲခေါ်တဲ့သူဖြစ်မယ်လို့ကျွန်တော်ကနှလုံးသွင်းမိပါတယ်ဒါကြောင့်သူတို့ထွက်မြောက်လာမတူနော်သူတို့ကိုစီဆိုင်တဲ့အ내အတိတ်ပဲနဲ့ပြည့်စုံတဲ့အိမ်မက်လို့ကျမ်းစာလာတာသူတို့ရဲ့အတ္တတာရဲ့အကျင့်နဲ့ဆိုင်တဲ့အိမ်မက်ပဲလာတာဘုရားသခင်ကတော့ဒီနေ့မှားတာချင်းတူတူဆုံးမပြီးတော့ဒဏ်ခတ်ခံရတာချင်းအတူတူကိုဘုရားကဟိုလူမျက်နှာตาပေးပြီးဒီလိုမျက်နှာตาမပေးတာမျိုးတော့မရှိပါဘူးသူတို့နဲ့ဆိုင်တဲ့အ내အတိတ်ပဲနဲ့ပြည့်စုံတဲ့ကိုစီအိမ်မက်လို့ကျမ်းစာပြောပါတယ်သူတို့နဲ့ဆိုင်တဲ့အရာဒီနေ့သူတို့နှလုံးသားသူတို့အကျင့်အဲ့ဒါကသူတို့ရဲ့အဖြစ်ပဲဖြစ်တယ်။နောက်ဒီနေ့ကျမတို့ဒီနောက်ဆုံးသောကာလရောက်နေလေဘုရားခင်ကျမတို့ကိုစစ်ဆေးနေတဲ့အခါမှာကျမတို့ဒီဘလို့နှလုံးသားနဲ့ဖြတ်သန်းမလဲ။ဘုရားခင်ကျမတို့ဒဏ်ခတ်တဲ့အခါမှာဘလို့နှလုံးသားနဲ့ဒီဆုံးမချုပ်ခံယူမလဲနော်။အော်ဘုရားခင်ဒီဆုံးမခြင်းထိုက်တန်တဲ့ဆုံးမခြင်းဖြစ်ပါတယ်။ဒီထက်တောင်မှပို့ပြီးတော့ဆုံးမတဲ့ပါတယ်။ဒါမဲ့ဒီလောက်လေးပဲဆုံးမတဲ့အတွက်ယေရှုတင်တယ်ဤဆုံးမကိုရောဤဆုံးမဒဏ်ခတ်ခြင်းထဲမှာဆုံးရှုံးခြင်းတို့မရောက်ဘဲနဲ့ကိုရောဘုလို့တာ၍မင်္ဂလာရှိအသက်တာပြန်ပြီးအသက်ရှင်နိုင်ဖို့တာ၍အစေခံတဲ့အသက်တာဖြစ်ဖို့လို့ငါကျွန်တော်ကိုတနာပါကျွန်မကိုတနာပါလို့ကျွန်တော်ပြောရမှာဖြစ်တယ်ဖခင်ဒဏ်ခတ်ခံရတဲ့ချိန်မှာပေါ့ဒါပေမဲ့တစ်ခါကျရင်ကျွန်တော်တို့ကဖခင်တကူတော့မှပြန်ပြီးစွာကြတယ်လေနော်တစ်ခါကျကျွန်မလည်းကိုအများအားနှလုံးသွင်းပါတယ်ယောနာကိုသွားပြီးတော့အများအားသတိရတယ်ယောနာဟောတဲ့တရားမှန်တယ်နော်ယောနာဟောတဲ့နှုတ်ကပတ်တော်အမှန်ပဲဒါပေမဲ့ယောနာနှလုံးသားမှားနေတယ်တခါကျကျွန်တော်တို့အမှုတော်ဆိုင်ဟောလိုက်တဲ့တရားမှန်တယ်ကွက်တိပဲဒါပေမဲ့ကိုယ်နှလုံးသားမှားနေတဲ့အခါကျဘသူရှုံးလဲကိုရှုံးတယ်အဲ့တော့ယောနာသူဟောတဲ့တရားမှန်တဲ့အတွက်သူဟောတဲ့နှုတ်ကပတ်တော်မှန်တဲ့အတွက်နိနဝေမြို့သားတွေနောင်တရသွားတယ်
အေးတမန်တရားကိုဟောနေတဲ့ယောနာနှလုံးသားမမှန်တော့လေဖယားရှိမှ तू မပြောင်းလဲဘူးနိနဝေမြို့သားတွေနောင်တရနေတဲ့အချိန်မှာလေယောနာရဖယားသခင်နဲ့ယံဖြစ်ကောင်းလုံးမရှိသေးတယ်တခါကျကျွန်တော်တို့အမှုတော်ဆောင်တယ်အဲ့လိုပဲတရားသာဟောကိုဟောတဲ့တရားကြောင့်သူများအေးကိုဟောတဲ့တရားမှန်တဲ့တော့သူများတွေနောင်တရပြောင်းလဲခြင်းမှာတခါလေကျကိုနှလုံးသားမမှန်တဲ့ကဖယားနဲ့ယံဖြစ်နေနော်ကျွန်တော်အများအားတတိထရတယ်။အော်ငါဒီဒါကြောင့်ဖယားကပြောတာကိုယ်တိုင်ဟောပြီးတော့ကိုယ်တိုင်မရှုံးစေနဲ့ဖယားပြောတယ်လေ။တခါလေကျရင်ကျွန်တော်တို့လောကမှာအမှုတော်ဆောင်နေဟောတဲ့တမန်တရားမှန်ပါတယ်။ပြောလိုက်တဲ့နှုတ်ကပတ်တော်တွေကလည်းအလွဲမရှိဘူး။မှန်ပါတယ်။သို့တော်လည်းယောနာလိုပဲနှလုံးသားမှားရင်ကိုဟောတဲ့တရားကြောင့်သူများပြောင်းလဲနေတဲ့အချိန်မှာကိုယ်တိုင်ကဖယားနဲ့ယံဖြစ်ကောင်းနေတော့ဖြစ်လိမ့်မယ်။ကိုယ်တိုင်ကဖယားနဲ့အစင်မပြေဘူး။ယောနာကြည့်ဖယားခင်နဲ့အစင်မပြေဘူးလေ။နော်အစင်မပြေဘူးနော်အဲ့တော့တခါလေးကျရင်ကျွန်တော်ဘယ်အချိန်မှအစင်မပြေလဲအော်ကိုဖြစ်ချင်တဲ့စာနာတွေဖယားသခင်မဖြစ်ခိုင်းတဲ့အခါမှာကိုကြိုက်တဲ့အရာကိုဖယားသခင်ကကိုထံကနေဖယ်ထုတ်လိုက်တဲ့အခါမှာအေးအဲ့ကြိုင်တော့ဖယားနဲ့အစင်မပြေချင်သူဖြစ်လာကြပြီနော်အဲ့တော့ဒီနေ့ကျွန်တော်တို့အဲ့လိုခက်ခဲမှုတွေပေးတဲ့အခါမှာဖြတ်တန်းတဲ့နှလုံးသားအရာရေးကြီးပါတယ်အဲ့တော့ယောနာကိုကြည့်တဲ့အခါမှာလဲသူ့ကိုဖယားခိုင်းတဲ့အလုပ်ဖယားခိုင်းတဲ့အလုပ်ဖြစ်တဲ့အတွက်သူလုပ်တဲ့အလုပ်လည်းမှန်ပါတယ်။ဘာကြောင့်လဲဆိုဖယားခိုင်းတာသူလုပ်တာလေ။သွားနိနေဝေမျိုးသွားဒီချင်းချောက်တဲ့ဖယားထောင်ရဖယားပြောတဲ့ဒီချင်းချောက်တဲ့စကားကိုသွားပြောမှန်တယ်နော်ဖယားခိုင်းတဲ့အလုပ်ကိုသူလုပ်တာ။ဒါမှသူမလုပ်ချင်တဲ့အတွက်သူရှောင်ဖယ်သေးတယ်လေ။ရှောင်ဖယ်လို့မရတော့လို့သူပြန်ဝင်ခံလိုက်တာဖြစ်တယ်။နော်။သူပြန်ဝင်ခံတယ်ဆိုတာကလည်းဘာလို့ပြန်ဝင်ခံတယ်ဆိုတော့မဝင်ခံရင်ဒီတက်ဆိုးတဲ့တန်ခတ်ချင်းလာမှ तू ကြောက်တယ်လေအဲ့တော့ तू ကဖျားခိုင်းတဲ့အရာမှန်တယ်ဖျားခိုင်းတာမှန်တဲ့အတိုင်း तू တခါလေကျသူ့နှလုံးသားလက်မခံချင်ဘူးလက်မခံချင်တဲ့အတွက် तू စိတ်လုံးရှိတဲ့ဘက် तू လှည့်ကြည့်လိုက်တယ်လှည့်ကြည့်ပေမဲ့ကိုရောကလည်းမရဘူးလေမရတဲ့နည်းနဲ့သူ့ဘက်ကိုပြန်လှည့်လာအောင်ခေါ်တာပဲနော်အမှုတော်ထဲမှာလည်းအဲ့လိုပါပဲတခါလေကျကျွန်တော်တို့ဆောင်ကျင်လို့ဆောင်တဲ့တကယ်အမှုတော်ကိုနှစ်သက်ပြီးဆောင်ကျင်တဲ့လူရှိတယ်လို့အမှုတော်ထဲမှာဖျားကမရမကခွဲခတ်တတ်မှတ်ထားတယ်လို့ရှောင်လို့မရအောင်တော့နိုင်ငံခြားသွားမလားသွားအဲ့နိုင်ငံရောက်ရင်အမှုတော်ဆောင်ပြန်ဖြစ်သွားတာပဲမြန်မာပြည်မှာမဖြစ်ပေမဲ့အဲ့တိုင်းနိုင်ငံအမှုတော်ဆောင်ဖြစ်သွားတယ်နော်အမှုတော်ဆောင်မလို့ရှိလို့နိုင်ငံခြားအလုပ်ထွက်လိုက်တာလေအေးအဲ့မှာအမှုတော်ဆောင်သွားဖြစ်တယ်တချို့တွေဘယ်ပြေးမလဲပြေးဖျားခွဲခတ်တတ်မှတ်ထိုင်ပြေးလို့မရဘူးတော်တယ်ပြေးမလားတော်တဲ့လူတွေအမှုတော်ဆောင်သွားလိမ့်မယ်တချို့အဲ့လိုမျိုးနော်ကျောင်းမတက်ချင်လို့တဲ့တော်တဲ့ပြေးတာတဲ့အခုဘာလုပ်နေလဲဆိုတော့တော်တဲ့လူတွေတရားဟောနေအိမ်မက်ထားလွတ်လားမလွတ်ဘူးဖျားခွဲခတ်တတ်မှတ်ထားတယ်ဆိုရင်ကျွန်တော်တို့မလွတ်ဘူးလေဝန်ခံဖို့ပဲလိုတာပေါ့ဒါပေမဲ့ကျွန်တော်တို့နှလုံးသားတွေကခါကြဖျားပြောတာမဝန်ခံချင်ဘူးလေကိုပြောတာကိုပဲဖျားကိုလိုက်လျောခိုင်းနေတာနော်ကျွန်တော်တို့ကအဲ့လိုကြီးကိုကြိုက်တာကြတော့ဖျားလိုက်လျောပေါ့ဖျားကြိုက်တာကြောင့်ကိုကမလိုက်လျောအေးအဲ့လိုမျိုးတွေနော်တော့ယောနာဖျား तू လုပ်တဲ့အလုပ်မှန်ပါတယ်ဘာကြောင့်လဲဆိုဖျားခိုင်းတဲ့အလုပ် तू ပြောတဲ့ तू ဟောတဲ့တရားမှန်တယ်ဖျားပြောခိုင်းတဲ့စကားဒါပေမဲ့သူ့နှလုံးသားအလုပ်လည်းမှန်တယ်တမန်တရားလည်းမှန်တယ်ဒါပေမဲ့ဖျားခိုင်းတဲ့အလုပ်ကိုလုပ်ပြီးတော့ဖျားရဲ့တမန်တရားစစ်ကိုပြောနေပေမဲ့နှလုံးသားကြီးမားနေတဲ့အခါမှာရှုံးတယ်ပင်ပန်းရကြုံမနှက်ဘူးပေါ့ဒီနေ့ကျွန်တော်တို့ပင်ပန်းရကြုံနှက်ဖို့အတွက်ပညာရှိရတယ်ရောသက်ပညာရှိရနော်တမန်တရားရှိရသူမှာသူ့ကိုအဲဂုတ်တုပြီးမှ73နှစ်လုံးဖျားကဒုက္ခခံခိုင်းတာအော် तू ကလည်းဒုက္ခခံတယ် तू ဒုက္ခခံတဲ့နှလုံးသားအယံကောင်းတယ်နော်ဘောဓိပါမိမနေ့တိုင်းသွေးဆောင်လာတယ်တခါတလေလေးဆိုလဲတော်သေးတယ်ကျမကျန်းစာဖတ်ကြည့်တော့နေ့တိုင်းဆိုတော့ဘလို့လဲနေ့တိုင်းဆိုဒီတယောက်ကတော့မလဲเสียအကြောင်းမရှိဘူးလေဟုတ်တယ်မလားတရက်လာခေါ်တယ်မလိုက်ဘူးနှစ်ရက်လာခေါ်တယ်ဥပမာကိုမုတ်စားဖို့ပေါ့ဟာငါဒီခါ3ခါလောက်တော့လာခေါ်ပြီးငါနေပူလို့မလိုက်ချင်တာငါ့ကိုတအားကျွေးချင်တာပဲ3ခါလောက်ဆိုအားနာပြီးလိုက်သွားတော့မယ်စသဖြင့်ဒါဥပမာလေးပေါ့ကျမ်းစာမှာဒီမှာကြည့်လေနေ့တိုင်းသွေးဆောင်တော်လဲတဲ့ကျမ်းစာအဲ့လိုလာတာနော်နေ့တိုင်းသွေးဆောင်တာနေ့တိုင်းသွေးဆောင်ဘယ်သူခံနိုင်မလဲဒါပေမဲ့ယောသက်ခံနိုင်တယ်နေ့တိုင်းအဲ့ဒီသွေးဆောင်ချုပ်ယောသက်အနိုင်ယူခဲ့တယ်ဒါကြောင့်ယောသက်ကလေအဲ့ဒီဒုက္ခကိုအလကားမခံဘူးခံရဂျိုးနှက်အောင်သူနေတာဖြစ်တယ်အဲ့လိုနေတဲ့အတွက်သူနေရဂျိုးနှက်အောင်လဲဘုရားသခင် special ချီးမြှောက်လိုက်တာဖြစ်တယ်။နောက်ဒီနေ့ကျမတို့လည်း
အမားတစ်ခုကြောင့်ဖယားဒဏ်ခတ်တဲ့ခါမှာခါရဂျုံနာအောင်ဖြတ်တန်းဒါဆိုရင်ဖလားတော်ဝင်လို့ပဲထွက်မြောက်ရလားငါကျွန်တော်တို့က share ပြန်ဖြစ်မှာဖြစ်တယ်ယောသကတော့ယောသခါရတဲ့ဒုက္ခက तू မဟုတ်ကအသက်ရှင်လို့ခါရတဲ့ဒုက္ခမဟုတ်တော့ကျွန်တော်နားလေရမှာကဖယားချင်းမြောက်ချင်းခါရမဲ့လူလဲဒုက္ခရှိတယ်အမားကျူးလွန်တဲ့လူမှလည်းဒုက္ခရှိတယ်နော်ဒါပေမဲ့အဲ့ဒီဒုက္ခတွေကိုစဉ်းစားဖို့ငါဟာဖယားမကြိုက်တာလို့ခံရတဲ့ဒုက္ခလားဒါမှမဟုတ်ဖယားငါ့ကိုချီးမြှောက်ခြင်းခံရမယ်ဒုက္ခလားဆိုတာတော့ပိုင်းခြားတတ်ဖို့လိုတာပေါ့ယောသခံရတဲ့ဒုက္ခကတော့ဖယားချီးမြှောက်မဲ့ဒုက္ခယောသကပြောတယ်လေဆာလံကျမ်းမှာကျွန်မတစ်ချက်ဖတ်မိရဲ့ငါဒီတဲ့ငါမိသားစုတက်မှာဒဇိန်ဖြစ်ခဲ့ပြီတဲ့တကြွတနိုင်ငံသားကဲဆိုဖြစ်ခဲ့ပြီတဲ့တချို့တော့သူကမိသားစုတက်မှာဒဇိန်လိုနေရတယ်နော်အဲ့ဒါအမွေးစားတာလည်းမဟုတ်တော့တဝင်းခွဲတွေလည်းမဟုတ်တော့အရင်ခောက်တွေထဲမှာတော့မှတချို့သူတွေဒဇိန်လိုနေရတဲ့မိသားစုဝင်တွေရှိပါတယ်ဒါဆိုရင်ကျွန်တော်တို့နားလည်လိုက်ပါဖယားချီးမြှောက်တော်မှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လဲခံရတဲ့အရာကြီးကခံစားအခက်တယ်လေပူဆက်ဆိုခံစားအခက်တဲ့ခါကျတော့အဆင်မပြေကြဘူးနော်အဲ့တော့ယောသရဲ့အသက်တော်ကျွန်တော်ကြည့်တဲ့အခါမှာသူ့ကိုဘုရားခင်ကချီးမြှောက်မှုအတွက်လဲဒုက္ခခံခိုင်းပါတယ်အခုနဖလားတော်ဝင်တို့စားတော်ဝင်တို့ဒုက္ခလဲသူတို့အမားကြောင့်ဒုက္ခခံရတာမားရင်လည်းဒုက္ခခံရမှာပဲဘုရားချီးမြှောက်ခြင်းရှိလဲဒုက္ခဆိုတာရှိပါတယ်ဒါပေမဲ့ခံရတဲ့ဒုက္ခတိုင်းမှာတော့ချီးမြှောက်ခြင်းနဲ့ခံရတဲ့ဒုက္ခနဲ့ဆုံးမခြင်းနဲ့ခံရတဲ့ဒုက္ခတော့မတူဘူးပေါ့အဲ့ဒါလည်းကျွန်တော်နားလဲရပါတယ်နောက်ဒီနေ့ကျွန်တော်တို့အမားကျူးလွန်တဲ့အခါမှာကျွန်တော်နှလုံးသားအရာအရေးကြီးပါတယ်တခါလေကျလုံရက်တွေလည်းမှန်တယ်နော်တခါလေကျပြောတဲ့စကားလုံးလေးတွေလည်းမှန်ပြီမဲ့ယောနာလိုပဲနှလုံးသားမှားနေရင်တော့ကိုပြောလိုက်လို့သူများတွေကစီးပွားရေးဖြစ်သွားပြီကိုလမ်းကြောင်းပြီးလို့သူများတွေကအောင်မြင်သွားပြီကိုကသာကောင်းအောင်လမ်းကြောင်းပြီးဒီနှလုံးသားမှာတော့ဘာဖြစ်လဲတချို့သောနှလုံးသားတွေကအယမ်းမှားနေယောနာသူကြေညာလိုက်တာနော်ဒါပေမဲ့ဒီကောင်တွေမပြောင်းလဲပါစေနဲ့ဆိုတဲ့စိတ်နဲ့ပဲ तू ကကြေညာကောင်းကြေညာလိုက်မယ်ဒါကြောင့်ဘုရားခင်ပြောတယ်ကိုတော့သဘောထားကျွန်တော်သိပြီးသားဒါကြောင့်ကျွန်တော်ပြောတာနော်ယောနာနှမျောတာကျက်စုပဲဖယားနှမျောတာကလူဒီနေ့ကျမတို့ကလောကမှာကြံကမ်းမှာရကြတာနှမျောတယ်ဒါပေမဲ့ဖယားနှမျောခိုင်းတဲ့ဝိညာဉ်တွေကြောင့်ကျမတို့မနှမျောဘူးနော်ကိုယ့်ရဲ့ဝိညာဉ်ရပန့်ပိုးပေးမဲ့အရာကြကျမတို့မနှမျောဥပမာပေါ့ကျမ်းစာအုပ်နဲ့ဖုန်းနဲ့ဆိုကျမတို့ဘယ်ရောက်ခရူးဆိုင်လဲဆိုဖုန်းမခရူးဆိုင်ကျမ်းစာအုပ်ပျောက်မှာကိုကြောက်တဲ့လူတယောက်မှမရှိဘူးဖုန်းပျောက်မှာတော့ကြောက်တဲ့လူရှိကြတယ်နော်ဖုန်းပြတ်မှာကိုကြောက်တဲ့လူရှိတယ်ကျမ်းစာအုပ်ပြဲမှာကြောက်တဲ့လူမရှိဘူးနော်ဘာကြောင့်လဲကိုယ့်ရဲ့ဝိညာဉ်ရဲ့ကိုအကျိုးပြုမဲ့ဟာကြတော့ကျမတို့ကဘာဖြစ်လဲပြက်မှာတော့ပျောက်မှာတော့မရှိမှာတော့မဟုတ်ဘူးကျမ်းစာအုပ်မရှိလည်းမပူဘူးအခုကလေးတွေကြည့်လေကျမ်းစာအုပ်တအုပ်လောက်ဝယ်ပေးပါလို့ပူစားတဲ့ကလေးတယောက်မှမကြားဘူးဖုန်းဝယ်ပေးပါပဲကြားဘူးလေကျမနော်အိမ်အောင်တိုင်းမှာလိုက်နားထောင်ကြည့်ကျမ်းစာအုပ်ဝယ်ပေးပါလို့ရှိကောင်းရှိမယ်တမန်ရှားမှာနော်ဖုန်းဝယ်ပေးမယ်ဆိုအေးကြားတယ်စာတော့မဖတ်တယ်ဖုန်းကတောင်းနေပြီနော်စာဖတ်တဲ့အခါကျတော့ကျမ်းစာအုပ်တောင်းလားဆိုမတောင်းပါဘူးနော်ကျမ်းစာအုပ်လေးတောင်းမလားရွှေရောင်တုတ်ထားတဲ့ကျမ်းစာအုပ်လေးဝယ်ပေးပါတခါမှတောင်းတယ်မကြားဘူးနော်ဖုန်းကြတော့မော်ဒယ်ဘလောက်ကျွန်တော်တော့မသိဘူးတောင်းကြတာလေမိဘတွေကလည်းအဲ့ချိန်ကြပါဖြစ်လေအေးဘလို့စူးစမ်းပေးမှာပေါ့အေးအဲ့လိုမျိုးလိုက်တော့ကြပါတယ်နော်ဒီနေ့ကျွန်တော်သားသမီးတွေတောင်းဆိုကြီးကိုကြည့်လိုက်လေဝိညာဉ်ရနဲ့ပတ်သက်မဲ့တောင်းဆိုချက်ကိုရှားတယ်ကိုယ့်အသက်တော်အကျိုးမပေးမဲ့အရာတောင်းဆိုတာတော့များတယ်ယောနာရဲ့နှမျောခြင်းနဲ့ဖခင်ရဲ့နှမျောခြင်းလည်းအရန်ကွာတယ်နော်ဒီနေ့ကျွန်တော်တို့နှမျောတဲ့တဲ့အောင်နှမျောရမယ်ဘယ်နေရာမှာကျွန်တော်များစိုက်ပြိုးရမလဲလောကမှာကြံကဲမဲ့အရာမှာများစိုက်ပြိုးမလားကောင်းကင်ဘန္နာဖြစ်တဲ့အရာများစိုက်ပြိုးမလားအဲ့ဒါအရေးကြီးပါတယ်နော်အဲ့တော့ဒီနေ့ကျွန်တော်တို့လောကမှာဘုရားကဒီအချိန်ကာလမှာစိုက်ပြိုးမှုမမားဖို့လဲဒီနေ့ကျွန်တော်တို့ကိုတွန်းတင်နေတယ်နောက်ဆုံးသောကာလရောက်လေလူတွေကလဲဖို့ကောင်းလေပဲနော်အဲ့ဒါပေမဲ့ဘုရားကပြောပါတယ်လဲပါတယ်သူကင်ထားတဲ့လူတော်မှသူပဲ့ပြင်နေတဲ့လူတော်လဲတာပဲလို့ကျမ်းစာပြောတယ်လေဒါပေမဲ့ဆုံးရှုံးခြင်းတို့ရောက်တော်သူနဲ့
ဆုံးရှုံးခြင်းတို့မရောက်တဲ့သူဒီနှစ်ဦးတော့ကွာတာပေါ့ဒီနေ့ခရစ်တော်၌ခရစ်တော်ကိုယုံကြည်ပြီးပြောင်းလဲလာတဲ့သူတွေထဲမှာအခုဖခင်ကစစ်ဆေးတဲ့အခါမှာထာဝရဘုရားကိုစွန့်ပြီးတော့ဒီကနေ့ထာဝရဘုရားနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ယုတ်တုဘက်ကိုပြန်လှည့်သွားတဲ့သူတွေရှိနေပါပြီဖခင်စစ်တာနော်ဖခင်စစ်နေရသူတို့ကိုတကယ်ပြောင်းလဲလာခဲ့တယ်လို့ကျွန်တော်ထင်ခဲ့တာဖြစ်တယ်ဟာသူတို့ရဲ့အသက်တောင်ကြီးတဲ့အခါမှာဟောအခုဖခင်စစ်ဆေးတဲ့အခါမှာဘာဖြစ်လဲဖခင်ကိုစွန့်ပြီးတော့ဒီနေ့ယုတ်တုကိုဖခင်နဲ့မှာပြန်ချီးမြှောက်နေတဲ့ခရိယာတချို့ကိုကျွန်တော်မြင်တွေ့နေရပါပြီနော်တချို့သောအမှုတော်ဆောင်နေဘုရားကစစ်ဆေးလိုက်တဲ့အခါမှာနော်ဘုရားကိုစိတ်နာသွားပြီးတော့ဘုရားတော်စိတ်နာလိုက်သေးတယ်ပြီးတော့အမှုတော်စွန့်တာမှာကကိုလည်းပြက်စီးအောင်အသက်ရှင်တဲ့အမှုတော်ဆောင်နေလဲအခုတွေ့နေရပါပြီနော်အဲ့တော့ဒီနေ့ကျမတို့အရန်နဲ့တတိထားမှာဖြစ်ပါတယ်အဲ့တော့ဒီခရစ်တော်ချီဆောင်ခြင်းပြန်လာခါနီးလေဒီနေ့ကျွန်တော်တို့လောကကြီးကကြက်တဲလေပဲဖြစ်မှာဖြစ်တယ်ဒါပေမဲ့ကြက်တဲတွေကပြောတာပါထမင်းငတ်တယ်ဆိုတာတခါမှတော့မရှိပါဘူးစစ်ရှောင်နေအောင်ဘုရားကအဝကျွေးသေးရမယ်နော်အဲ့တော့စစ်ရှောင်တဲ့ဆရာတယောက်ကပြောလဲဆိုတော့ကျွန်တော်စစ်ရှောင်လာလို့အောင်းမရတဲ့ကျွန်တော်သွားရှောင်တဲ့အိမ်ကကျွန်တော်အဖြစ်ထမင်းဝတာပြတယ်ဟုတ်လားအေးအဲ့ဒါပဲကျေးဇူးတော်ချီးမွမ်းဆရာတို့လာမှကျွန်တော်တို့မိသားစုနတ်မအောင်ထမင်းစားရတယ်ဆိုပါလားတဲ့သူကသက်သေခံတယ်အဲ့တော့ကျွန်မပြောဖခင်သားသမီးတွေလဲတော်လဲဆုံးရတော့မရောက်တာအဲ့ဒါပဲလို့နော်သူတို့ကတော့စစ်မှုတော့မကြုံဘူးဒါပေမဲ့သူတို့မိသားစုမှာစားရေးတောက်ရတော့ခက်ခဲတယ်စစ်ရှောင်မိသားစုဖြစ်တဲ့အဲ့ဆရာတို့မိသားစုအဲ့ကိုရောက်သွားဟာအာနာတော့နော်အဲ့ဒါ तू ကကျွန်တော်တို့အိမ်ဘက်ကိုလာမယ်လာကျွန်တော်လည်း welcome လာနေကျွန်တော်ပြောတယ်ခဏနေကြတော့မနေတော့ဗျာတဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေမှဒီမိသားစုအဆင်ပြေမှာဟာအဲ့လိုကြီးလားအေးအဲ့လိုပဲဖခင်သားသမီးဒုက္ခရောက်ပေမဲ့ဒုက္ခရောက်နေတဲ့ကိုယ့်အဖြစ်သူများအကောင်းကြီးဖြစ်နေတာအေးအဲ့လိုဖြစ်ရမှာလေအဲ့လိုဖြတ်တန်းလေဒီနေ့ဖခင်ကအဲ့လိုဖြတ်တန်းစေချင်တာပါနော်အဲ့တော့သူတို့မိသားစုတက်တယ်ကျမတို့စစ်မှုတော့မကြုံဘူးနော်ဒါပေမဲ့သူတို့စားရတော့ခဲ့ဆရာတို့မိသားစုကျမတို့အိမ်မှာနော်စစ်မှုလာရှောင်ခါမှစစ်ရှောင်လာလောက်ခါမှကျမတို့အသားကြီးစားရတယ်ထမင်းတွေကောင်းကောင်းစားရတယ်လုံနေတာအေးအဲ့လိုမျိုးပေါ့နော်အေးအဲ့လိုတွေရှိတယ်ဖခင်ပြောင်းပြန်လောက်တာနော်အဲ့တော့ကျွန်တော်ပြောတယ်အဲ့ဆရာပြောတွေ့လားထိုသူစီလဲတော့လဲဆုံးရတော့မရောက်နော်နင်တို့အားဖြင့်သူများမိသားစုတော်မှဖခင်ကောင်းကြီးမင်္ဂလာဖြစ်စေဒါဘုံတော်ထင်ရှားတာပေါ့ဒုက္ခခါရကာလမှာလဲဘုံတော်ထင်ရှားဖို့လိုတယ်လေယောသရဲ့ဖြတ်တန်းကြုံကြည့်လိုက်အဲ့ဒီအခက်ခဲထဲမှာ तू ကလေဘုံတော်ထင်ရှားစွာဖြတ်တန်းတာဖြစ်တယ်အဲ့တော့စားတော်ဝင်နဲ့ဖလားတော်ဝင်လဲသူတို့အမားကြောင့်သူတို့လည်းဒုက္ခတစ်ခုဖြတ်တန်းရပါတယ်အဲ့ဒီဖြတ်တန်းတဲ့ကာလမှာလဲဖလားတော်ဝင်ရဲ့ဖြတ်တန်းခြင်းနဲ့စားတော်ဝင်ရဲ့ဖြတ်တန်းခြင်းကွာကောင်းကွာလိမ့်မယ်နော်ကျမတို့အရေးကြီးပါတယ်ဘုရားခင်ကျမတို့အခက်ခဲတွေနဲ့ဖြတ်တန်းခိုင်းတဲ့အခါမှာကျမတို့နှလုံးသားတွေမမဖို့အရေးကြီးတယ်ဒါကြောင့်ကားတိုင်းဘေးနာဓမြကသူဒီအဲ့ဒီဘုရားအပြင်းအထန်သူခံရတဲ့အချိန်မှာသူယေရှုဘာဖြစ်လဲပြန်ပြီးတော့မျောလင့်တယ်တောင်းတတယ်သူခံရတဲ့အရာအလကားမဖြစ်သွားဘူးသူစိုးခဲ့တဲ့အရာတွေကသူနဲ့ထိုက်တန်တာငရဲကို10ခါပြန်သွားရင်တော့ထိုက်တန်တဲ့ဓမြကြီးဖြစ်တယ်နော်ဒါပေမဲ့ဘုရားကအခွင့်အရေးပေးတယ်အော်ဆရာကြီးအဲ့လိုလူမျိုးကိုကျမတို့ပြောကြတယ်လေကျမအဲ့ရွာတရမှာအင်္ဂလိပ်သွားတော့အဲ့အညာတယောက်ပါပြောလဲဆိုသူ့ယောက်ျားကျမယောက်ျားလဲကျမစိတ်မရှိတော့ဘူးလေဒီလိုလူမျိုးငရဲသွားလဲငရဲ10ခါသွားလဲတန်တဲ့လူတွေလေသူအဲ့လိုပြောစိတ်မရှိတော့လို့လေဖြစ်ချင်တော့ तू ကအဲ့လိုစိတ်မရှိလို့စိတ်လျှော့လိုက်ကမှသူ့ယောက်ျားကြီးကလည်းထပြီးပြောင်းလဲသွားတယ်လူကလက်လျှော့လိုက်ပြီပဲဘုရားလက်မလျှော့တာတခါလေကျရင်ကျမတို့ကကိုယ့်ရဲ့ limit နဲ့သွားတာလေဘုရားကသူ့ limit နဲ့သူရှိပြီးသားလေနော်ဘုရားကဒီလူကဘလောက်ထိငါသူ့ကိုဒီလိုထားမလဲဒီကာလပင်သူဒီဘုရားကသူ့ကိုပြောင်းလဲဖို့အခွင့်အရေးပေးမယ်အဲ့အခွင့်အရေးပေးချက်မပြောင်းလဲရင်တော့တစ်မျိုးပေါ့နော်ဒါပေမဲ့ကိုကတော့သိရမလားဆူတောင်းနေတဲ့လူဆိုတော့သိရမလားနည်းနည်းလေးကြာလာရင်စိတ်မရှိချင်တော့ဘူးလေနော်တချို့ရဲ့ဆူတောင်းကြစိတ်ရှည်ရနော်တချို့ရဲ့ဆူတောင်းခြင်းကနှစ်ရှည်ပင်စိုက်ရတဲ့ပုံစံမျိုးပဲစိတ်ရှည်ရပါစ조사ဆူတောင်းရတယ်နော်အဲ့တော့ကျမမောင်လေးကကျမတရက်တော့မေးပါတယ်ဖျားသခင်ကတဲ့ကြားစာတဲ့ခုမှကျတော့조사ဆူတောင်းနဲ့မတရားတဲ့တရားသူကြီးတော့မှခဏ
သွားပြောတဲ့အတွက်တဲ့တရားစီရင်ပေးတယ်ကျမ်းစာတစ်ချက်မှကြတော့တဲ့သာသနာ့ဘလူကတော့အထက်ထက်လာမမို့ဆိုနေတဲ့ပြောတယ်တဲ့တမျိုးကြီးပဲနော်တဲ့သူကျမရှင်းပြတယ်မတရားတဲ့တရားသူကြီးတရားစင်ပြကအကျင့်ကြီးသူကထက်ကသွားပြောတဲ့အခါကျတော့တရားစင်ပေးတယ်အဲ့ဒါဘာပြောတာလဲဆိုတော့ဒီနေ့အမှုရောက်တဲ့အခါမှာအခက်အခဲတွေကြုံတွေ့တဲ့အခါမှာအားမလျှော့လိုက်နဲ့ကြိုးစားပြီးတော့ဆက်ပြီးဖျောက်ပြောမတရားတဲ့တရားသူကြီးတော်မှဒီနေ့သူခံရတဲ့ဒုက္ခကိုစီရင်ပေးသေးတယ်ဆိုတော့ဒီနေ့တရားတဲ့ဘုရားသခင်ကငါတို့ခံရတဲ့အမှုရာကိုလည်းစီရင်ပေးမယ်ဆိုတာပြောတာဟိုမှာအထက်ထက်မမို့ဆိုတဲ့ဟာလိုချင်တဲ့ဟာဘာဆိုလိုချင်မြန်ပြီညာဆိုလိုချင်မြန်ပြီအခက်ခဲကိုပြောတာမဟုတ်ဟိုအထက်ထက်မမို့ဆိုတဲ့အရာလောကကောင်းကြီးကိုပြောတာလို့လောကကောင်းကြီးမင်္ဂလာအတွက်အထက်ထက်သွားမပြောနဲ့အဲ့ဒါပြောတယ်ဆိုတာတတ်မှတ်တဲ့စိတ်ကြီးဖြစ်လာပြီနော်အဲ့ဒါကိုကျွန်တော်အော်အဲ့လိုလားအေးအဲ့လိုအထက်ထက်ပြောလို့ရတဲ့အရာကကိုဒုက္ခကာယကာလမှာကိုဖြတ်သားရတဲ့အခက်ခဲကိုဖះကိုစူးစမ်းပြီးဆက်ဆွတောင်းဆွဲမလျှော့နဲ့အဲ့ဒါပြောတာဟိုကသာသနာ့ဘလူကဲတော့အထက်ထက်မမို့ဆိုနဲ့ဆိုတဲ့အရာကတိတ်လဲလိုအပ်တဲ့အမုံငါတို့လိုချင်တဲ့အရာလိုအပ်တဲ့အရာနဲ့လိုချင်တဲ့အရာလဲကွာသေးတယ်နော်လိုချင်တဲ့အရာတစ်ခုကိုကလေးတစ်ယောက်လိုပဲမရမချင်းကြည်ကြနာကြီးလို့ပေးလိုက်တာပေါ့အေးအဲ့လိုမျိုးပေါ့ကြွားပြောတယ်အဲ့လိုလေးပါဩအဲ့လိုလားတခါလေကြာရင်နှုတ်ကပတ်တော်ကအဲ့လိုသွားတာဖြစ်တယ်အဲ့တော့တချို့သောအရာတွေကကျွန်တော်ကစူးစမ်းပြီးဖျားကိုပြောပြီးဖြတ်တန်းရမယ့်အရာရှိပါတယ်လို့နော်အဲ့တော့အခက်ခဲရောက်တဲ့ကာလမှာဒီနေ့ကျမတို့ဖျားကို complaint မတက်ပဲနဲ့ဒီနေ့ကျမတို့အမားအတွက်နောင်တရပြီးတော့နှိမ်ချပြီးတော့ဒီအမှုရာကိုခံနိုင်မိကြောင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ရှင်နဲ့ထွတ်မြောက်လောက်ပြင်ဆင်ဖို့ပဲတောင်းအောင်မှာဖြစ်ပါတယ်အဲ့တော့တစ်ကော10:73ထဲမှာလူနိုင်ဖြစ်တဲ့စုံစမ်းချုပ်ပဲကျွန်တော်ခံရတာပါတဲ့ခန္ဓာမိအကြောင်းနဲ့ထွတ်မြောက်လောက်လည်းပြင်ဆင်ပေးထားပါတယ်တဲ့နံပါတ်1လူနိုင်ခံတဲ့စုံစမ်းခြင်းနံပါတ်2ခံနိုင်တဲ့ခွန်အားနံပါတ်3ခံမဲ့ခံခိုင်းတဲ့ဖျားမဟုတ်ထွတ်မြောက်လောက်ပြင်ဆင်ပေးတဲ့ဖျားဖြစ်တယ်ဒါကြောင့်ဖလားတော်ဝင်နဲ့စားတော်ဝင်လည်းသူတို့အမှားကျူးလွန်ဖို့အတွက်ဖျားအခွင့်ပေးလိုက်ပါတယ်အဲ့ဒီအခွင့်ကိုလည်းသူတို့ကဘာဖြစ်လဲသုံးချလိုက်တဲ့အခါမှာအဲ့အမှားအတွက်ဒဏ်ခတ်ခံရပါတယ်အဲ့ဒီဒဏ်ခတ်ခံရပြီးတော့ထွတ်မြောက်လောက်ပြင်ဆင်ပေးတဲ့အခါမှာဖလားတော်ဝင်ရဲ့ထွတ်မြောက်ခြင်းနဲ့စားတော်ဝင်ရဲ့ထွတ်မြောက်ခြင်းကတော့ကွာသွားတယ်ဒါကြောင့်လဲပြီးတော့ဆုံးရှုံးခြင်းတို့ရောက်တဲ့လူရှိတယ်လို့လဲပြီးတော့မဆုံးရှုံးမဲနဲ့ပြန်ပြီးချင်းရောက်ခြင်းခံတဲ့လူရှိပါတယ်ဒါကြောင့်ဒီနေ့ကျမတို့အသက်တာမှာဘုရားသခင်အကြောင်းအရာတစ်ခုခုကြောင့်တော့တစုံတစ်ယောက်အားဖြင့်ကျမတို့စစ်ဆေးတဲ့အခါမှာကျမတို့ဒီလဲသွားရင်လည်းပဲပြန်ထတဲ့အခါမှာဆုံးရှုံးတဲ့သူတို့မဟုတ်ဘဲနဲ့ဝမ်းမြောက်ခြင်းနဲ့ဘုရားပြန်သုံးလို့ရတဲ့အသက်တာနဲ့ထတော်သူတွေဖြစ်ဖို့အရေးကြီးတယ်ဆိုတာမြတ်တာနဲ့ပြောပြချင်ပါတယ်။တော့ဘုရားကမိသားစုတွေဘာနဲ့စစ်ဆေးအောင်မလဲတယောက်ချင်းဆိုဘာနဲ့စစ်ဆေးအောင်မလဲကျွန်တော်မသိပါဘူး။အခုချိန်မှာလည်းအယောက်ချင်းစီတိုင်းကစစ်ဆေးခြင်းခံရတဲ့ကာလဖြစ်ပါတယ်လို့နော်။အဲ့တော့လဲတော်လဲဆုံးရှုံးခြင်းတို့မရောက်ဘဲနဲ့ဒီနေ့ပြန်ထတဲ့သူတွေဖြစ်ဖို့ဒါပေမဲ့ကျမ်းစာပြောတယ်မတရားသောသူကလဲရင်ဆုံးရှုံးတယ်ဖြောင့်မတ်သောသူကလဲရင်ထားတယ်ဒါကြောင့်ကျွန်တော်နှလုံးသားမတရားတဲ့နှလုံးသားမဖြစ်ဖို့အရေးကြီးပါတယ်ယောနာရဲ့နှလုံးသားမတရားတဲ့နှလုံးသားဖြစ်ပါတယ်ဒါကြောင့်မို့သူဒီဟောတဲ့တရားမှန်နဲ့ဖျားခိုင်းတာလောက်တာဖြစ်ပေမဲ့လည်းသူ့ရဲ့အတ္တတာဖျားရှင်ရှင်မှာသူရှုံးပါတယ်နောက်ဒီနေ့ကျွန်တော်တို့အတ္တတာအထက်မှာမတရားတဲ့နှလုံးသားပိုင်ရှင်တယ်မဟုတ်ဘဲနဲ့ဒီနေ့ဖျားနှစ်သက်တဲ့နှလုံးသားတမာတရားတွေတူထားတဲ့နှလုံးသားနဲ့အသက်ရှင်မယ်ဆိုရင်ကျွန်တော်တို့လဲခဲ့ရင်တော့ကျွန်တော်တို့ဆုံးရှုံးဖို့မဟုတ်ဘဲနဲ့ထိုအထက်ကဘုရားတင်ယူခိုင်းတာကိုတင်ယူပြီးတော့ဘုရားကပြန်လာပြီးထွတ်မြောက်လန်းပြင်ဆင်ပေးတဲ့အခါမှာတစ်ချိန်တစ်ခါမှမခံစားခဲ့ဘူးတဲ့ခံစားမှုမျိုးတွေနဲ့ဘုရားကပြန်လာကောင်းချီးပေးနိုင်တယ်ဆိုတာကိုမေတ္တာနဲ့ပြန်လည်ဝင်ငါချင်ပါတယ်လို့ဒီနှုတ်ကပတ်တော်အပြင်ဈာနာသူရောက်စီတိုင်းမှာဘုရားရှင်ကောင်းချီးရှိပါစေကျေးဇူးတင်ပါတယ်